Satellite issue. Okay. ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ခိုင်သားကျွဲပါဒီနေ့ကကြတော့ဒီ MMTT တဲ့ကဒီလစဉ်ဆွေးနွေးပွဲလေးတစ်ခုအနေနဲ့ဒီတစ်ခေါက်တော့ဒီ workshop လေးကို run ပေးချင်ပါတယ်ဆိုပြီးတော့ဒီစဉ်းစားပြီးတော့ run ပေးတဲ့ program လေးပါခိုင်သားရဲ့ workshop လေးကို join မှုလဲဆိုလို့ရှိရင်အရှိနှစ်လားဒီနှစ်ထဲမှာလားခိုင်သားဒီ pro engineering နဲ့ပတ်သက်ပြီးတော့ workshop လေးတစ်ခု run ပေးမှုလဲပေါ့နော်အဲ့တုန်းကကြတော့ဒီ pro တွေကိုသုံးပြီးတော့Telegram chatbot လေးတစ်ခုအတူတူလုပ်တယ်ဆိုတော့ program လေးတစ်ခု run ဖို့လေအဲ့တော့ဒီ engineer လုပ်တဲ့လူတွေတော်တော်များ join ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ topic လေးကကြတော့ဒီ MMTT ထဲမှာ engineer လည်းမဟုတ်ဘဲနဲ့တခြားဒီအကုန်လုံးပေါ့နော်ဘယ်သူပဲမဆိုဒီလက်ရှိကိုရဲ့ daily life မှာနည်းနည်းလေးပို့ပြီးတော့အသုံးဝင်တဲ့နီလန်လေးတွေဦးနောက်ပိုင်းထွက်လာလေးရှိတယ်အဲ့ဒါလေးတွေလည်းဟိုရက်ကစာရေးဖြစ်တယ်ပေါ့နော်စာရေးဖြစ်တော့အဲ့ဒါနဲ့စာလိုက်ဖတ်တဲ့လူတွေဆိုရင်တော့နေလိုက်လောက်တယ်မယ်တင်လေအဲ့တော့စာလိုက်မဖတ်တာဘူးဟို Telegram channel ထဲမှာပြောနေစာဘူးလားနော်အဲ့ဒါဆိုတော့ရှင်ဒါလေးကိုအဲ့တော့စာလိုက်မဖတ်တဲ့လူတွေကိုဒီနေ့အတူတူလိုက်လောက်ခိုင်းမှုပေါ့နော်အဲ့ဒီ workshop လေးကိုလုပ်လိုက်တာပါဒီနေ့ presentation မဟုတ်ဘူးเนาะအတူတူလုပ်မဲ့ workshop လေးကကြတော့ဒီ pro အပြင်မှာကိုရီးယားဒီကိုယ့်ရဲ့ AI agent skill ကိုဘယ်လိုလုပ်မလဲပြီးသွားလို့ရှိရင်သူတစ်ဖြစ်တော့ကို daily life မှာကိုဘယ်လိုactively speed တင်ကြမလဲပေါ့เนาะဘာလို့ဆိုဟိုဘာတွေဖြစ်ကြတယ်ဆိုလို့ရှိရင်ကိုယ်နေ့တိုင်းလုပ်တယ်မနက်မိုးလင်းကွန်ပျူတာဖွင့်နေ email စစ်တယ် slash စစ်တယ်calendar စစ်တယ်ပါ meeting ရှိလဲရှိတယ်အဲအကြောင်းသားတွေဆိုလို့ရှိရင်ဒီနေ့ဘယ်တန်းကြီးရှိလဲကြည့်တယ်ဘာတွေပြောထားရလဲရှိတယ်ဘယ်သူကဘာတွေလုပ်တယ်အဲ့ဒါတွေတောက်လျှောက်တချို့ကျတော့အဲ့ရထဲမှာမိုးလင်းလို့ဖုံးဖွင့်သုံးနေလို့ရှိတချို့ကျတော့လည်းရုံရောက်တော့မှကွန်ပျူတာဖွင့်သုံးနေလို့ရှိဒါပေမဲ့အဲ့လိုအချိန်တွေကိုကိုယ်တက် ready လုပ်ပြီးနိုင်တာမျိုးပေါ့သူ speed ဘယ်လိုတင်မလဲပေါ့ဒါတော့ generally ပြောပြတာပေါ့နော်အဲ့လိုမျိုးလေးကိုဒီနေ့ target ထားပြီးတော့ဒီ workshop လေးကိုစဉ်းစားပြီးတော့လုပ်ပေးထားတာပါအဲ့တော့လို့တပြင်းကတော့ဒီမှာအရှိရေးထားပေမဲ့တကယ်ကအတူတူ workshop လုပ်မယ်လို့ပြောချင်တာပေါ့အရှိမနည်းနည်းပါဒီဘာလို့ဒီလိုမျိုးဒီ AI agent skill လေးတွေသုံးဖို့လို့မလဲပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီ test management ဘယ်လိုလုပ်မလဲဆိုတော့အဲ့တော့ဒီ pre assignment အနေနဲ့လည်းအကုန်လုံးရှိလေးတစ်ခု share ထားပြီးအဲ့ရှိထဲမှာဆိုရင်ကိုကဘယ်လို test တွေကိုနေ့တိုင်းလုပ်လို့နေ့တိုင်းဆိုတာမျိုးဖြစ်နိုင်ဆိုအပတ်တိုင်းလည်းဖြစ်နိုင်လိုက်ဖြစ်ပေါ့အဲ့လိုဟာလေးလုပ်လို့ရှိလေဆိုတာကိုသူများတော်တော်များခိုင်လာကြည့်ရတာရေးထားကြတယ်ဆိုတော့အဲ့ဒါလေးတွေကိုဘယ်လိုမျိုး skill ဖြစ်ပြောင်းကြမလဲပေါ့တခါတည်းပြောင်းကြည့်ကြမယ်ပေါ့အဲ့ဒါအရင်လည်းမကြောက်ဘူးဆိုတော့ဟိုဒီနေ့တနားလေးချိန်ယူထားတယ်ပေါ့နော်အဲ့ဒီချိန်ထဲမှာအတူတူပြောင်းကြည့်ကြမယ်ပြီးတော့ခိုင်နာကဒီနေ့cloud ကိုသုံးဖို့ cloud ဆိုတာဒီ tools AI မှာလည်း generative AI မှာလည်း tools တွေအများကြီးရှိရလေ Gemini ရှိရ ChatGPT ရှိရ cloud ရှိရတခြားအများကြီးရှိသေးတယ်ဒါပေမဲ့ဒီနေ့ကတော့ခိုင်နာ cloud ကိုရွေးထားတယ်ဘာလို့ဆိုခိုင်နာတကယ်လည်းအဲ့ဒီ environment ကိုယ်တိုင်လည်း private လေးလည်းသုံးလို့ရုံးမှလည်းအဲ့ဒါသုံးတာဆိုတာအကုန်လုံးလည်းတစ်ချက် sharing လည်းပြန်လုပ်ပြီးစင်တာလည်းအဲ့ဒါလေးကိုသုံးပြီးတော့ပြောမယ်ပေါ့အဲ့တော့ cloud မရှိတဲ့လူတွေကကြတော့account ဖွင့်တာဖို့တော့ပြောပေးမယ်တကယ်လို့ကိုကအဲ့ဟာကို Gemini နဲ့ပဲသုံးနေကြဖြစ်တယ်ဒါမှမဟုတ် ChatGPT နဲ့ပဲသုံးနေကြဖြစ်တယ်ဆိုလို့ရှိရင်လည်းအတူတူပဲလိုက်သုံးလို့ရတယ်နည်းနည်းလေးယူရင်လေးတော့ကွဲသွားတာရှိနေပေါ့နော်အဲ့တော့2C ပဲပြောင်းသွားတာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ခိုင်တာတော့ဒီနေ့ things ကို cloud နဲ့ပဲပြောင်းသွားမယ်လို့ပြောချင်တာပါပြီးသွားလို့ရှိရင်နောက်ဆုံးအနေနဲ့ဒီ AI ကို safety ဘယ်လိုလုပ်မလဲပြီးသွားလို့ရှိရင်နောက်ဒီပိုင်းကိုဒီနေ့လုပ်ခဲ့တဲ့ skill လေးတွေကိုဘယ်လိုမျိုး upgrade လုပ်ပြီးတော့ကိုယ့်ရဲ့ daily life မှာသုံးချမယ်ဆိုတဲ့ဟာမျိုးလေးတစ်ချက်တူလုပ်ပြီးစီချင်တယ်လုပ်ပြီးချင်တယ်အဲ့တော့ okay အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ focus ထားမှာကကြတော့အကုန်လုံးကပြောကြတယ်လေAI မသုံးရင်တော့ကြမယ်လို့ဒါပေမဲ့တကယ်လေသွားသုံးပါ AI သုံးပါလို့ပြောလို့ရှိရင်ဘာပြောကြလဲ ChatGPT ပဲဖြစ်ဖြစ်Gemini ပဲဖြစ်သွားဖွင့်ပြီးတော့ AI ကိုပေးလိုက်တယ် AI ကပြန်ပြောအဲ့ဒါလေးပြန်ပြောလိုက်တယ်ပေါ့ဥပမာဆိုရင် prompt ပေးတယ်ပေါ့စောစော script ပေးတယ်ပေါ့စောစောပြောရင် presentation slide တွေဆိုလဲဒါကိုယ့်ဘက်ကပေးတယ်ပေါ့အဲ့လိုမျိုးလေးတွေပေးပြီးတော့လုပ်ပြီးတော့ဒါလောက်ကြတယ်ပေါ့ဒါပေမဲ့ဒီနေ့ကကြတော့ဘယ်လိုမျိုးလုပ်ချင်တာလဲဆိုတော့ဒီကို shape လုပ်စီချင်တယ်ပေါ့ကို shape လုပ်စီချင်တာကအဲ့လိုမျိုးပဲသုံးနေရင်အခုခေတ်ကနေလာပြီလို့ပြောရမလား AI ကလူတိုင်းသုံးနေရဲဆိုပြီးကိုယ်ကလိုက်သုံးလို့ဒီလိုလူမျိုးမဟုတ်ပဲနဲ့ကိုဒီ upgrade လုပ်စီခြင်းနဲ့ပေါ့ကိုယ့်ရဲ့ environment ဆိုတော့ကွန်ပျူတာနဲ့သုံးနေလို့ရှိရင်ဖုန်းနဲ့သုံးနေလို့ရှိရင်မျိုးရှိနိုင်တယ်အဲ့တော့အဲ့ဒီဟာကိုခိုင်တာတို့နည်းနည်းလေးနောက်တစ် level ပေါ့ဒီဒါ engineer မဟုတ်တဲ့လူတွေသုံးနေရတာသုံးရမယ်သုံးတာပို့ပြီးတော့ကောင်းတယ်ဆိုတဲ့ idea မျိုးနဲ့ခိုင်တာတို့ဒီဟာကို design လုပ်ထားပြီးကြည့်အဲ့တော့အဓိကတော့ပထမဆုံးပြောချင်တာကကိုယ့်ရဲ့လုပ်ချင်တဲ့ဟာကို AI ကဖတ်လို့ရအောင်လုပ်ပေးရမယ်ပေါ့အဲ့တော့ AI ကိုတော့ငါဒါလုပ်ချင်ပါတယ်လို့ပါပြီးတော့ပြောပြီးတော့ကိုယ့်ရဲ့
ဘာ information မှမပေးဘူးဆိုလို့ရှိရင်ဘာမှလုပ်လို့မရဥပမာထားပါတော့ကိုကတော့ငါဒီနေ့ဒီ presentation လုပ်ချင်တယ်ငါ့ကိုpresentation လုပ်ပေးလို့ပြောလိုက်လို့ဆိုလို့ရှိရင်ဒါမရဘူးပေါ့နော်ကိုဘက်ကအဲ့တော့ AI ကိုငါဘယ်လိုအကြောင်းအရာတွေလုပ်နိုင်မယ်ဆိုရင်ဟာကိုက train ချဖို့အတွက်ကိုယ့်ရဲ့ environment မှာကိုကသုံးတဲ့ tools ပေါ့နော် AI tool မှာ ChatGPT ပဲဖြစ် Gemini ပဲဆိုတော့ cloud ပဲအဲ့ဆိုရင်ဒါတို့ဒီ AI က readable ဖြစ်အောင် connect လုပ်ပေးရဥပမာ Gmail ကိုကြည့်ပြီးချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ AI tools ကို Gmail နဲ့ချိန်ထားကိုယ့်ရဲ့ Telegram ကိုစစ်ဆေးချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ AI tool Telegram နဲ့ချိန်ထားအဲ့လိုမျိုး AI ကို readable ဖြစ်အောင်ကိုယ့်ဘက်ကနေလုပ်စေချင်တယ်အဲ့တော့ဒီနေ့တူတူလောက်ခိုင်တာလောက်ထားတဲ့ setting လေးတချို့ဟာလေးပြမယ်အတူတူလိုက်လုပ်လို့ကြည့်လို့ရတယ်လုံးလို့မရလို့ရှိရင်နောက်ရက်ကျရင် MMTT ဒါကတော့MMTT မှာပြီးတန်လုပ်ပြရဖြစ်တဲ့ကမတည်တဲ့ခိုင်နောက်ပိုင်းမှာဆိုရင် MMTT channel Telegram ထဲမှာဆက်ပြီးတော့ပြီးလို့ရတယ်နော်ပြီးသွားလို့ရှိရင်တကယ်ဒီနေ့ AI ကို partner အနေနဲ့ဒီ scale လေးတွေကိုဆက်တဲ့အတူတူလုပ်ကြမယ်ပြီးသွားလို့ရှိရင်နောက်ပိုင်းဒီကိုယ့်ရဲ့ဒီချက်ချင်းဒီနေ့ scale လိုက်တယ်အဲ့ scale ကြီးချက်ချင်းတော့မျိုးချက်ချင်းကိုကနောက်နေ့တော့ဆရာကြီးဖြစ်သွားပြီဆိုပြီးတော့မဖြစ်သွားဘူးပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုကိုယ်ကဘယ်လိုမျိုးတပြေးပြေးနဲ့ upgrade လုပ်ပြီးကိုယ့် speed တင်တာအဲ့လိုမျိုးလေးကိုခိုင်းတာကို design စဉ်းစားထားတယ်ပေါ့ okay အဲ့ဆိုလို့ရှိရင်အဲ့တော့ဒီအရှိပိုင်းမှာနည်းနည်းလေးစကားတွေများနေရဆိုအဓိကကဘာလို့ scale လေးတွေလုပ်ဖို့လိုလဲဆိုတော့အထူးသဖြင့်ဒီ generative AI နေမှာဆိုလို့ရှိရင်သူကအရှိဒီမှာကိုကတစ်ခုပြလိုက်တယ်ဆိုရင်သူ့ရဲ့ information မှာ motive ပြီးတော့သူအနောက်ကစလုံး generate လုပ်သွားတာဟုတ်အဲ့တော့အဲ့လို generate လုပ်တဲ့အချိန်မှာအများဆုံးအဖြစ်တော့သူတို့တွေက probability ကများတဲ့ prediction မှာသူ့ရဲ့ဖြစ်နိုင်ခြေဒီ candidate အနေနဲ့ဖြစ်နိုင်ခြေရှိရဲ့ percentage များတဲ့အလုံးပဲရှိပါတယ်အဲ့မှာဆိုရင် example လေးခိုင်တာကြီးပြထားရဆိုလို့ရှိရင် the cat set on them ဆိုပြီး blank လေးရှိရပါတော့အဲ့ဆိုရင်ဖြစ်နိုင်ခြေကဒီမှာ map လေးရှိရ sofa လေးရှိရ roof လေးရှိရအဲ့တော့အဲ့ဒီဟာကသူ့ရဲ့ candidate ရဲ့ map ဆိုပြီးတော့ဒီမှာတော့ရွေးလိုက်ပြီမယ်တကယ်ကိုယ့်ရဲ့အရှင်းနေပြောခဲ့တဲ့အချိန်လေးကိုပေးခဲ့တဲ့ input ကိုယ့်ရဲ့connect လုပ်ထားတဲ့ data အချင်းတွေပေါ်မူတည်ပြီးတော့ဒီ probability ကပြောင်းနိုင်တယ်ဆိုတဲ့အားမျိုးတော့ပြောတတ်ကြတယ်အဲ့တော့အဲ့လိုမျိုးဒီ alignment large language model တွေကဘယ်လိုမျိုးတုံ့ပြန်တွေကို predict လုပ်ဘယ်လိုမျိုး generate လုပ်လဲဆိုတဲ့ဟာကိုကနည်းနည်းလေးစဉ်းစားလိုက်နိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ output ကိုဘယ်လိုမျိုးကောင်းအောင်လုပ်နိုင်လဲဆိုတာမျိုးခိုင်းတော့ adjust လုပ်လို့ရတယ်အဲ့ဒါလေးကိုခိုင်းတာဒီ slide မှာပြောချင်တာအဲ့တော့ဒီမှာမှတ်ထားစေချင်တာကအဓိက alignment တွေက generate လုပ်တော့မယ်ဆိုလို့ရှိရင် तू ကကိုယ့်ကိုနားလည်ပြီးတော့လေကိုယ့်ကိုအရင်မေတ္တာရှိပြီးတော့ကိုလို့တည်ပြီးတော့ generate ကိုယ့်အဖြစ်ပြန်ပေးလိုက်တာမဟုတ်သူတို့မှာရှိနေတဲ့ data တွေပြီးသွားလို့ရှိရင်သူတို့မှာဇက်ခံရရှိတာတဲ့ input data ရဲ့ပြီးသူတို့နဲ့ connect ဖြစ်တာရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့သူတို့ကဒီတုံ့ကန်ကိုတစ်ခုချင်း generate လုပ်သွားတာပေါ့အဲ့ဒီဟာလေးကိုသတိထားသိချင်အဲ့ဒါမှကိုက scale တွေကို frame ချတဲ့အခါမှာဒီဟာလေးကအသုံးဝင်တာနော်အဲ့ဒါတကူနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီလာဒီကိုရီလေးဟို ChatGPT တွေ Gemini တွေ Cloud တွေမှာဒီ chat လေးတွေသုံးကြတယ်စကားပြောကြည့်ကြတယ်မသိရဟာလေးကိုသွားမေးကြည့်ဥမာဒါပါအာဇာနည်ကြီးကအကြောင်းလည်းငါ့ကိုပြောပြပါဆိုအဲ့လိုမျိုးလေးကိုစကားပြောရင်ဟိုဘက်ကတော့ပြန်ပြောမှာပဲသူ့ရဲ့အချက်လက်ဒီသူ train နိုင်တဲ့ data တွေပြန်ပြောတယ်အဲ့တော့ညာသွားပြီမှာဖြစ်တတ်တာလဲဆိုတော့ तू ကငါပြောတာတွေမှတ်မိနေမှာပေါ့နော်အဲ့တော့နောက်တစ်ခါငါပြန်မေးလိုက်လို့ရှိရင်တော့ဒီဟာပဲပြန်ဖြေရမျိုးဖြစ်နိုင်တယ်လို့ထင်ကောင်းထင်တတ်ကြတယ်ပုံမှန်လည်းဖြစ်လို့အဲ့တော့ तू အဲ့လိုမျိုးလောက်တာမျိုးမဟုတ်ဘဲနဲ့တကယ် element တွေမှာဆိုလို့ရှိရင်ဘယ်လိုသူက memory မရှိပဲနဲ့တကယ်အလုပ်လုပ်တာကိုယ့်ရဲ့ next တုံ့ကန် next reply တခုပေါ့နော် next reply တခုကို generate လုပ်ဖို့ဆိုလို့ရှိရင်ကိုပြောထားတဲ့ history ရဲ့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီ message အသစ်ရဲ့ပြီးသွားလို့ရှိရင် connect လုပ်ထားတဲ့ information တွေပေါ်မှာမူတည်ပြီးတော့သူကနောက်ထပ် apply လေးပြန်ပြီးအဲ့တော့အဲ့ဒီ concept ကိုအများအားခေါင်းထဲမှာထည့်ထားစေချင်တယ်အဲ့လိုမျိုးမှဒါကိုရီးယားတကယ်အလုပ်လုပ်တဲ့အချိန်မှာကိုလိုချင်တဲ့ output ကိုဘယ်လိုပြင်ရမလဲပေါ့အဲ့လိုပြောစမ်းပြီးသွားလို့ရှိရင်ကိုပြောနေတဲ့ချက်တစ်ခုပေါ့နော်လူတွေနဲ့ messenger တို့ဘာလို့စကားပြောရဲဆိုလို့ရှိရင်ကိုရဲ့တောက်လျှောက်စကားပြောတယ်ကိုကဟိုဘက်ကလူဒီဘက်ကလူဖြစ်တဲ့အတွက်သူ့ရဲ့ context ကအများကြီးရှိငငယ်လေးကခင်လာတဲ့တငယ်ချင်းဆိုလို့ရှိရင်သူ့ရဲ့ context ကကိုငငယ်လေးကဒီကြောက်ကတည်တည်ကြိုက်တယ်ဆိုတော့အဲ့လို concept တွေတောက်လျှောက်ရှိလာခဲ့တယ်ဆိုပေမဲ့တကယ် alignment တွေကကျတော့အဲ့လိုမျိုးကိုယ့်ရဲ့ conversation မှာအများကြီးရှိနေရမှာမဟုတ်တော့ကိုကဒီ context window ကိုသူနဲ့ပြိုင်နေတစ်ချိန်လေးမှာ live chatting ပြောတဲ့အချိန်မှာသုံးတဲ့ဒီ window ဒီ context window လေးကိုကိုကတတိထားပြီးတော့ဒီဟာကိုconversation ကိုစကားပြောစီချင်တယ်အဲ့လိုမျိုးစကားပြောလို့ရှိရင်ထိုင်တာတော့ဒီကိုmanage လုပ်ကြတာပို့တယ်အဲ့တော့ဒီဟာယူလေအဲ့လိုမျိုးအလွတ်ကြီးပြောနေရလို့ဆိုရင်ဖြစ်တယ်လဲဆိုတော့ဒါယူအဲ့လိုမျိုးတွေဘာလို့ရှင်းပြနေရလဲဆိုတော့ဖြစ်နိုင်တာဖြစ်တယ်ပြခိုင်တာတော့ဒီဟာလေး
ဒီနေ့အတူတူဆမ်းမယ်ပေါ့အဲ့တော့ဒီနေ့အတူတူဆမ်းမဲ့အကြောင်းအရာတွေမှာခိုင်တာစောစောပြောခဲ့သလိုပဲဒီ skills လုပ်တဲ့ဟာလေးကိုပြောတော့အဲ့တော့ skills တွေကိုဘာလို့လုပ်လဲဆိုလို့ရှိရင်ကြတော့ဒီမှာအရှိမတစ်ခေါက်ပြောခဲ့ပြီးတော့ဒီ prompt engineer တွေနဲ့ဒီ context engineer တွေနဲ့ဘယ်လို꿰သွားလဲပေါ့နော်အဲ့ဒီဟာလေးကိုခိုင်တာတစ်ချက်ပြီးတော့ပြန်ပြောချင်တယ်အဲ့တော့ prompt engineer တွေမှာဆိုလို့ရှိရင်တော့ကိုရီးယားခွက်ပါပြောချင်လဲဘယ်လိုပြောလိုက်မလဲဆိုပြီးဥမာငါရဲ့ဒီအင်္ဂလိပ်စာလေးကိုချောဝအောင်ပြန်ပြင်ပေးပါလားဆိုတာမျိုးပဲအဲ့လိုမျိုးပြောဆိုတော့ချောဝအောင်ပြန်ပြင်နေဆိုချောဝအောင်ဆိုဘယ်လိုချောအောင်လဲဆိုတဲ့ဟာသူ့ရဲ့ content ကတကယ်တော့ရှိမှာမဟုတ်အဲ့လိုဟာမျိုးဘယ်လို manage လုပ်မလဲပေါ့အဲ့လိုမျိုးဟာမှာတကယ်လို့ဒီ context မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ information ပေးပြီးတော့လောက်တာမျိုးနဲ့ပြန်လုပ်တယ်ပြီးသွားလို့ရှိရင်အဲ့နှစ်ခုမှာညာတော့အဖြစ်တော့ဘာကွာလဲဆိုလို့ရှိရင်ဒီ design လုပ်တဲ့ပုံစံပေါ့နော်ကိုကနေရတော့ငါရဲ့အင်္ဂလိပ်စာကျူတာဖြစ်နေပေးပါပြီးရင်ငါ့ကိုဒီအင်္ဂလိပ်စာကိုပြင်ပေးပါဟိုမှာကျတော့ဒီ context ကို engineering အနေနဲ့ manage လုပ်မယ်ဆိုလို့ရှိရင်ဒီမှာငါအရင်တော့ရေးခဲ့ပြီးတဲ့ history လေးရှိရဲငါအင်္ဂလိပ်စာကိုဒီလိုမျိုးလေးရေးတတ်တယ်အဲ့ဒါဆိုတော့ငါရဲ့အခုလက်ရှိရေးထားတဲ့အင်္ဂလိပ်စာကိုကောင်းကောင်းလေးပြင်ပြပါအဲ့ဂျပန်စာလည်းဖြစ်နိုင်တယ်ကိုလုံးနေဟာအဲ့လိုမျိုးလေးခိုင်တာတော့ဒီ context ကို frame ချလို့ရတယ်အဲ့တော့ဒီတခုရဲနားလည်အောင်ပြောတာဒီ prompt engineer တွေနဲ့ context engineer တွေကိုဒီမှာနည်းနည်းလေးခွဲသိစေချင်ပြီးတော့prompt engineer တွေကဘာပဲလုပ်တာလဲဆိုလို့ရှိရင်ကိုပြောလိုက်တဲ့ဟာကို element ကဘယ်လိုမျိုးပြန်စီချင်လဲဆိုတာနဲ့ context engineer တွေကကြတော့ဘယ်ဟာတွေတော့ပါမယ်ဘယ်ဟာတွေတော့ဖြုတ်မယ်ငါဘယ်လိုမျိုးလေးငါ့ကို provide ပေးပါဆိုတဲ့ idea မျိုးနဲ့စကားပြောတဲ့ပုံစံမျိုးဖြစ်ပါမယ်ပေါ့အဲ့တော့ဒီဟာလေးကိုခိုင်တာတော့ဒီနေ့ဒီ context engineer တွေမှာဘယ်လိုသုံးပြီးတော့ဒီ skill ကိုလုပ်မယ်ဆိုတာတူတူလုပ်ချင်တယ်နော်အဲ့တော့ဒီခိုင်တာဒီလက်တွေ့ဒီတူတူ run မှာဖြစ်တဲ့အတွက်ဒီရှေ့ကရှင်းပြတဲ့ဟာလေးတွေကဒီလောက်ပဲအဲ့တော့အခုလက်ရှိဒီခိုင်တာဒီ15မိနစ်လောက်ချိန်လိုက်တယ်ပေါ့နော်ဒီ15မိနစ်လောက်အတွင်းမှာပြောခဲ့တဲ့ဟာပေါ့နော်မေးချင်တဲ့ဟာရှိအောင်မလားဒါမှမဟုတ်ဘာတွေပြောရလဲမသိဘူးဆိုတာလားအဲ့လိုဖြစ်မလားအဲ့လိုအစားပုံများသွားမလားမသိဘူး sorry ပါအိမ်ငိုက်နေလို့တဲ့ဟုတ်တယ်အဲ့ဒါကိုတိတ်အများကြီးတော့မပြောဖို့တော့စိတ်ကူးတယ်ဒါပေမဲ့အဲ့ဒါလေးကလည်းမပြောလိုက်လို့ရှိရင်ဘာလို့ဒါကိုသုံးလဲဆိုပြီးတော့လာမင်းနေမှာဆိုတော့ကိုမျိုးတက်လက်ထောက်ထားပါတယ်ဟုတ်ကဲ့ပါဟုတ်ဟိုလေခုလောက်ပြီးအဲ့ဘာအစားတော့မနော် prompt engineering ဆိုပြီးတော့လည်းမျိုးအခုကျတော့ context engineering ဆိုဖြစ်လာတော့နောက်ပိုင်းဆက်ဖြစ်နေတော့ဒီမှာ loop engineering ဖြစ်နေအဲ့တော့အခုအချိန်ဒီမှာလေအဲ့ prompt engineering အဲ့ role နေရှိလာအဲ့ဒီတော့မှဖြစ်ရင်ဘယ်လိုမျိုး context engineer prompt engineer လို့မျိုးလာဘယ်လိုမျိုးလဲမသိဘူးအဲ့ဒါလေးဟိုလို role လို့ပတ်သက်တဲ့ပုံစံမျိုးတော့မဟုတ်ပေမဲ့အဲ့ဒါလေး prompt engineer ဆိုပြီးတော့တခါ role လုပ်ငန်းဝင်မှာအဲ့လိုမျိုးတော့ပေါ်လိုက်သေးတယ်ပေါ့နော်ဒါပေမဲ့တကယ်ဒီမှာခိုင်တာ mention လုပ်ပါတယ် prompt engineer တွေနဲ့ context engineer တွေကဒီ AI က generative AI ကိုစပြီးတော့လူတိုင်းသုံးလာတဲ့အချိန်မှာလူတွေကစပြီးတော့ဒီ prompt ပေးပြီးတော့ဖြေထွက်တယ် prompt ပေးပြီးတော့ဖြေထွက်တဲ့ kit ပေါ့နော်အဲ့ဒီ kit ကဒီသုံးတဲ့ keyword အနေနဲ့ဆို prompt engineer တွေတော့သုံးတယ် prompt ကောင်းကောင်းပေးလိုက်လို့ရှိရင်ဘယ်လိုအဖြေကောင်းကောင်းလေးထွက်မလဲဆိုတော့အခုနောက်ပိုင်းကကြာဒီ prompt တစ်ခုတည်းနဲ့မပြီးတော့ဘူးဆိုတဲ့ concept ကိုပြန်ရောက်လာတယ်ဒီ AI တွေဘက်မှာလည်းဒီပြည့်သူတို့လည်း AI လည်းကြီးရင့်ကျက်လာတယ်ပေါ့နော် AI ကရင့်ကျက်လာတဲ့အချိန်ကိုသူတို့စပြီးတော့ရောက်လာတဲ့အချိန်မှာသူတို့ကအမိတာဖြစ်ဒါလေးပြန်ပြောဆိုတဲ့ concept မဟုတ်တော့ဘဲနဲ့ဒီကိုတုတ်ချင်တဲ့လောက်တစ်ခုကိုအစအဆုံးဘယ်လိုမျိုးလောက်ကမယ်ဆို context engineering ဘက်ကို shift လုပ်လာကြပြီအဲ့တော့ဒီနေ့ presentation ဒီနေ့MMD တရားလူတွေကိုလည်းအဲ့လို shift ဖြစ်စေခြင်းလို့pro ကြီးနဲ့ပဲမနေခဲ့ကြပါနဲ့ context engineering ဘက်ကိုနည်းနည်းလေးကို upgrade လုပ်ကြပါဆိုတဲ့ idea မျိုးလေးနဲ့ဒါပြောခဲ့တာပေါ့နော် role တွေပါလေတော့အဲ့လိုမျိုးနောက်ပိုင်းမှာလည်းထွက်လာမယ်လို့တော့မထင်ဒါကကြတော့သူ့ရဲ့လူတွေရဲ့အသုံးပြုတဲ့ concept ကိုပြောတဲ့ keyword လို့မျိုးဆိုတော့လေဟုတ်တယ်ကျွန်တော်ဒီချင်မျိုးက prompt engineer ရခေကုန်သွားပြီအခုတော့ prompt နေပဲသုံးနေကြသေးရလားဆိုတော့မိတရားမရှိအောင်ဆိုလို့ရှိရင်ခိုင်တာတော့ဆက်သွားလိုက်မယ်နော် okay အဲ့ဒါဆိုရင်ဒီနေ့ဒီ AI scale လေးတွေကိုတစ်ချက် set up လုပ်မယ်ဆိုပြီးစဉ်းစားထားရင်အဲ့တော့ကွန်ပျူတာအကုန်လုံးနဲ့ကွန်ပျူတာနဲ့ join မယ်လို့ပြောနေပါတယ်အဲ့တော့ကွန်ပျူတာနဲ့ join မဲ့လူတွေက cloud AI ကိုတစ်ချက်ဖွင့်ထားပေးပါဒါမှမဟုတ်ကိုက Gemini ကြီး
ChatGPT တုံးနေဆိုလို့ရှိရင်လည်းရပါတယ်အဲ့ဒါနဲ့ဖွင့်ထားပြီးမယ်အဲ့မှာတစ်ချက်မေးချင်တာကဒီ AI agent skill ပေါ့နော်ဒီ AI skill လေးတွေကိုလက်ရှိသုံးပြီးတော့အလုပ်လုပ်နေတဲ့လူတွေရှိလာရင်ကိုယ့်ရဲ့ daily life မှာသုံးပြီးတော့လုပ်နေကြရဲဆိုတဲ့လူတွေရှိရင်လက်လေးထောင်ပေးပါလားလက်ဆိုတာချက်မှာမဟုတ် sorry okay ဒီချက်မျိုးသုံးတယ်ယူလိုက်သုံးတယ်မမြဝေသုံးတယ်တင်ကီစံသုံးတယ် okay အများကြီးပဲသုံးနေလို့ရှိရပဲမပိုးတင်တဲ့လူတွေတော့သုံးလိုက်မယ်တွေ့တယ်မပိုးကလည်းသုံးနေတာတွေ့ရဆိုတာလေအများကြီးပဲသုံးတဲ့လူရှိရပဲ okay သုံးနေတဲ့လူတွေကိုဒီနေ့ကလေလာတက်စေချင်တာမဟုတ်မသုံးတဲ့လူတွေကိုလာတက်စေချင်တာပေါ့နော်ဒီနေ့ presentation ကကြာတော့အဲ့ဆိုရင်နောက်ထပ်မေးခွန်းတစ်ခုကြတော့ AI agent skill တွေကိုလေကိုယ့်ဟာကိုယ်လောက်တာလားဒါမှမဟုတ်သူများရေးပြီးသားလေးတွေကိုသုံးပြီးတော့သုံးနေကြတယ်လေအဲ့ကိုယ့်ဟာကိုယ်ရေးပြီးသုံးတဲ့လူလေးတွေလက်ထောင်ကြည့်ပါလားokay ကိုယ့်ဟာကိုယ်ရေးသုံးတယ်ယူနိုင်လားအဲ့ဒါအမတုံးနေဆိုတာဒီတိုင်းပဲဟိုကမလဲရိုးပဲတုံးတာပေါ့နော်သူကကုတ်သေးပိုင်းနဲ့လုပ်တဲ့ဟာမဟုတ်ကုတ်တွေပိုင်းလည်းဒီနေ့မပြောဘူးမကုတ်တွေပိုင်းမဟုတ်ဘာတော့မခိုင်တာ post ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်Telegram မှာokay ဒီမှာလက်ထောင်တော့နည်းနည်းသွား3-4ရက်လောက်ပဲရှိရဆိုတော့ကိုယ့်အကူမတော်ဒါပေမဲ့ skill လေးတွေအားကြတော့ share သုံးလို့ရတဲ့ concept ပဲဆိုတော့လေတကယ်ကိုယ့်အကူမြင်လေးရပါတယ်ဒါပေမဲ့ကိုကလေကိုလုံးချင်တာကြတော့ကိုယ့်ဟာကိုလုံးတဲ့ဟာတွေကကိုပိုဆန်တယ်လीเนาะအဲ့တော့ skill လေးတွေကိုလည်းသူများ ready လေးလုပ်ပြရတဲ့စားလို့ရှိရင်ကိုဖြစ်စေချင်တဲ့ပုံစံလေးနဲ့ skill လေးကိုဒီနေ့အတူတူလုပ်မယ်ဆိုတဲ့ဟာမျိုးလေးနဲ့အဲ့တော့ခိုင်တာမြင်တစ်ချက်စဉ်းစားထားတယ်ပေါ့ okay အဲ့ဒါဆိုလို့ရှိရင်ခလာဆောဆောလုံးကအကုန်လုံးကိုခိုင်တာဒီမှာ test inventory လေးတခုcreate လုပ်ခိုင်းတာတယ်ပေါ့နော်ဒီအစတော့ကလေဒီ test inventory လုပ်တော့ MMTT မှာ workshop လုပ်နေကြအတိုင်းပဲလေဟိုကလည်းစဉ်းစားလိုက်တယ်တကယ်တော့ GitHub မှာအကုန်လုံး repo လေးတင်ခိုင်းပြီးတော့ skill လေးကိုနောက်ပိုင်းညပြန်ရှင်းမလားလို့စဉ်းစားလိုက်တယ်ဒါပေမဲ့တကယ်ကကြတော့ဒီနေ့စီစဉ်ထားရလဲဒီ GitHub တွေဘာတွေမသုံးတဲ့ non engineer သမားတွေကို target ထားခြင်းပဲခင်ဗျာ Web.Sli ပဲသုံးထားတယ်အဲ့မှာဆိုလို့ရှိရင်ရှိသမျှ tab တွေနဲ့ဒီကိုနေ့စဉ်လုံးနေဟာအကုန်လုံးassignment ကိုနားလဲတဲ့သဘောပါပဲအကုန်လုံးလုပ်ထားကြတာတွေ့အဲ့တော့ကျေးဇူးတင်ပါတယ်ဒါတော့ခိုင်းတာဒီ နေ့ဒီ assignment သုံးပြီးလို့မဆိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် skill တစ်ခုကိုစပြီးတော့တိစောက်မယ်ဆိုလို့ရှိရင်ဒီ concept လေးကိုနားလဲလို့ရှိရင်ကိုကဘယ်လိုမျိုးလေးအလွယ်ကူကူလုပ်လို့ရမလဲအဲ့တော့များသောအားဖြင့်ကိုကဘယ်လောက်တောင်တနေ့အဲ့ဒီခါခဏအလုပ်လုပ်နေတယ်ပြီးတော့လို့ရှိရင်အဲ့ဒီဟာလုပ်ဖို့တနေ့ဘယ်လောက်တောင်အချိန်ကုန်လဲပြီးတော့လို့ရှိရင်ဘယ်လောက်နည်းနည်းတချို့ဟာတွေဆိုခက်တယ်ပေါ့နော်အများကြီးချိတ်ပြီးတော့သုံးရလို့ရှိရင်တချို့ဟာတွေဥမာခိုင်လာစောစောပြောတဲ့ခင်ဗျာနေ့တိုင်းလုပ်နေတယ်အင်္ဂလိပ်စာဂျပန်စာ translate လုပ်တာမျိုးဆိုပဲဖြစ်အဲ့လိုဟာတွေ simple ဖြစ်တယ်တချို့ဟာတွေကြာနည်းနည်းခက်တယ်ပေါ့နော်ဒီနောက်ကွယ်ကဒီ database တွေက data ကိုစစ်ပြီးမှဒီဟာကို reply ပြန်တယ်အဲ့ဒါမျိုးတွေကြာနည်းနည်းလေးဟာဖြစ်တဲ့ concept တွေဖြစ်တယ်ပြီးသွားလို့ရှိရင်ကိုကအဲ့ဒါကိုနေ့တိုင်းလုပ်နေရတာလေတခါကြီးပဲနေ့တိုင်းလုပ်နေရလားဆိုတဲ့ concept ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တဲ့ဟာပေါ်မှာခိုင်လာတော့ဒီဟာကိုပြန်ပြီးတော့design လုပ်ထားတယ်ပေါ့အဲ့တော့အကုန်လုံးကိုလည်းဒီ presentation လေး sorry presentation assignment လေး share ပေးပါဆိုရယ်အလုံးလေးရေးပြတာတော့ခိုင်တာကဒီနေ့ခိုင်တာအဲ့ဒီ test လေးကိုသုံးပြီးတော့ skill ဘယ်လိုလုပ်ထားလဲဆိုတဲ့ဟာလေးကိုအကုန်လုံးကိုတစ်ခေါက် share ပြမယ်ပြီးသွားလို့ရှိရင်အကုန်လုံးကိုအတူတူလိုက်လုပ်စေချင်တယ်အဲ့တော့ဒီနေ့အကုန်လုံးတယောက်တစ်ခု skill လေးတယောက်တစ်ခုရအောင်ပါကြမယ်ဆိုတဲ့ concept လေးကိုခိုင်တာလုပ်ချင်တယ် okay အဲ့ဒါဆိုရင်ဒါကတော့စောစောတော့ဟာပဲဒါပေမဲ့ဒီမှာဆိုလို့ရှိရင်ခိုင်တာ3ခုရေးခိုင်းတယ်အကုန်လုံးကိုလေ assignment မှာ3ခုရေးခိုင်းတယ်ဘာလို့လဲဆိုတော့အရာအလုံးက skill နဲ့ matching ဖြစ်ချင်မှာဖြစ်လိမ့်မယ်ခိုင်တာဆိုလို့ရှိရင်ဒါခိုင်တာရဲ့ example လေးနဲ့ပြန်လို့ဆိုရင်ခိုင်တာမှာလုပ်ရှင်နဲ့ pain point ရှိတဲ့ skill 3ခုရှိတယ်ခိုင်တာဆိုရင်မနက်မိုးလင်းလို့ရှိရင် Telegram တွေကိုလိုက်ပြီးတော့ဖတ်ကြတာခိုင်တာလုပ်နေတဲ့အလုပ်တွေကများတော့ Telegram မှာအကုန်လုံးစုနေ Telegram ထက်ဒီအကုန်လုံးလိုက်ကြည့်ရနေပြခိုင်တာဒါလေးကို summary လုပ်ချင်တယ်မနက်မိုးလင်းပါကိုမဖြစ်မနေရရှိပါမယ်ဟာမျိုးဆိုလို့ရှိရင်ဒါမှမဟုတ်ကိုကမခိုင်တာဒါလေးလုပ်ပြီးပါလို့ပြောထားပြီးကိုက reply ပြန်လို့မိနေရမျိုးလေးအတွက်ခိုင်တာဒါမျိုးလေးကို skill လုပ်ချင်တယ်နောက်တစ်ခုကကြတော့ဒီ contact ဆိုခိုင်တာတစ်ခါတည်းစာလေးတွေရေးတယ်အဲ့အမျိုးကြီးတဲ့ခါမျိုးဆိုလို့ရှိရင်ခိုင်တာဘာသာနှစ်မျိုးနဲ့ရေးချင်တယ်အဲ့မျိုးဆိုလို့ရှိရင်ဒါလေးကို skill လုပ်ချင်တယ်အဲ့ဒါမျိုးမှာလုပ်တဲ့အခါမှာတကယ်ကကြာ translate လုပ်တာတော့ပြီးလို့ရှိရင် fact check ပေါ့နော်ကိုရေးထားတာကို knowledge နဲ့ရေးလိုက်တယ်ဆိုရင်တခါတလေknowledge မှားနေရမျိုးအဲ့ဒါဟာမျိုးလေး fact check လုပ်တာမျိုးလုပ်စေချင်တယ်ဆိုတော့
နောက်တစ်ခိုင်တာရဲ့ဒုတိယတစ်ခုတတိယတစ်ခုဆိုလို့ရှိရင်ဆောင်းပြောတဲ့ခိုင်တာ language translation ဘာလို့လဲဆိုတော့ဒီ English နဲ့ Japanese speaking environment မှာလုပ်နေတဲ့တခါတလေတချို့တွေကို English ကိုပြောတယ်တချို့တွေကို Japan ကိုပြောတယ်ဒါပေမဲ့ကိုယ့်ဘာကိုလို့ပြောတဲ့အချိန်မှာတခါတလေယဉ် Japan စကားမှာဆိုရင်ယဉ်ကြီးလေးပြောချင်တာမျိုးရှိတယ်အင်္ဂလိပ်စာမှာဆိုလဲ casually ပြောချင်တဲ့အချိန်မျိုးရှိတယ်တင်းမှန်ပါရင်လည်းဆို casually ပြောချင်တယ်ကိုယ့်ရဲ့အကြီးတွေနဲ့ဆိုလို့နည်းနည်းလေးပိုလိုက်လေးတုံးချင်တယ်ပေါ့အဲ့လိုမျိုးအချိန်မျိုးရှိတဲ့ဟာမျိုးတွေမှာလည်းခိုင်တာ translation concept တစ်ခုလည်းမဟုတ်ပဲねနည်းနည်းလေးဟိုကောင်းကောင်းလောက်ကြတဲ့ idea မျိုးတွေလုပ်ချင်တယ်ဆိုတော့ခိုင်တာဆိုလို့ရှိရင်ဒီဒါဆိုရင်ခိုင်တာလုပ်ချင်တဲ့ concept ဆိုပြီးတော့ခိုင်တာကဒီနေ့ဒီ assignment လေးအတွက်အားလုံးနဲ့တူတူရှင်းပြရအောင်ဆိုပြီးတော့ခိုင်တာဒါမျိုးလေးကိုယ့်ဘက်ကနေပြင်ထားတယ်ပေါ့အဲ့တော့တခြားလူတွေဆိုလို့ရှိရင်မက်ဆေ့ချ်တွေကကြည့်လိုက်မယ်နော်မက်ဆေ့ချ်ဆိုလဲသူရဲ့ဒီက email ချက်တဲ့ဟာ Telegram မှာလုပ်တဲ့ဟာပြီးသွားလို့ရှိရင်lesson တွေကိုတင်နေတာအဲ့တော့ကိုရီမှာတယောက်နဲ့တယောက်အလုပ်လုပ်တာတွေမတူတာဖြစ်တဲ့အတွက်ကိုရီရဲ့ pain point တွေလည်းမတူလုပ်တဲ့ content တွေလည်းမတူအဲ့တော့သူများတွေလုပ်ပြီးသား skill တွေကိုရေးပြီးသုံးနေဆိုရင်တော့ကိုယ့်ဟာကို customize လုပ်တာမျိုးဒါမှမဟုတ်ကိုယ့်ဟာကို skill set လုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကိုအတူတူလုပ်ကြည့်စေချင်ပါတယ်ပြီးတော့ skill နဲ့ပတ်သက်ပြီးတော့ရေးထားတဲ့ဟာကခိုင်တာ Telegram မှာစာလေးတွေနဲ့ရေးထားပြီးပါမယ်အဲ့ဒါလေးတွေပြန်ကြည့်ပါပြန်ကြည့်တဲ့လူတွေဆိုလို့ရှိရင် teacher မျိုးရဲ့အိမ်စာတွေကိုဘယ်လိုထပ်ကမလဲဆိုတော့ skill လေးတော့ခိုင်တာနာမည်ပြနော်အဲ့ဒါမျိုးအဲ့တော့ဒီနေ့ကကျတော့အဲ့ဒီဟာမျိုးမဟုတ်ပဲကိုယ့်ဟာကိုရေးတာပဲပေါ့အဲ့တော့ကိုယ့်ဟာကိုရေးမှဆိုရင်ခိုင်စာဒီ screen share ကိုတစ်ချက်ပြန်ပြီးတော့ whole screen ပြန် share ပေးမယ်အဓိကလုပ်စေချင်တာကအခုအကုန်လုံး cloud aim ကိုဆိုင်ရလောက်ထားကြမယ်လို့လောက်ကြရမှာနော်အကောင့်ဒါကို pre-requirement မှာလောက်ထားပြီးသားဆိုတော့အဲ့ဒါလုပ်မယ်ပြီးသွားလို့ရှိရင်ခိုင်တာကိုကဘယ်လို set လောက်ထားလဲဆိုတာလေးတစ်ချက်ရှင်းပြမယ်ပေါ့အဲ့တော့ခိုင်တာ screen share လေးတစ်ချက်ရက်လိုက်မယ်screen share လေးကိုမရက်ခင်လေခိုင်တာက cloud ကိုပိတ် version သုံးတယ်လို့ပေါ့နော်အဲ့တော့ခိုင်တာရဲ့တချို့ setting လေးတွေက free version ကလူတွေထပ်ပုံနေတာမျိုးလေးဖြစ်နေတယ်အဲ့ဒါမျိုးလေးဆိုရင်ဟိုကိုမှမပါလို့မဟုတ်ဖ ೇನೆ ဟိုတချို့မပါတာပေါ့နော်အဲ့ဒါလေးတစ်ခုပေါ့အခုဟိုလာတက်တဲ့လူတွေထဲမှာလေအဲ့ဒီဟို cloud နဲ့မသုံးဆိုတဲ့လူများရှိမလားမရှိခိုင်တာတခြား option လေးတစ်ခု share ပေးခြင်းတော့ဒီ cloud AI နဲ့ပဲအတူတူ live ဆမ်းမလားဒါမှမဟုတ်တခြား tools တွေသုံးခြင်းသေးလားအတစ်သုံးရင်လည်းရှိအောင်တခြား tool နဲ့ပဲဆမ်းလိုက်မယ် cloud ဟုတ်ကဲ့ပါဟုတ်ကဲ့ရတယ်အဲ့ဒါတခြား tool နဲ့ဆမ်းနေဆိုအမားကတော့ဒီ cloud နဲ့ပဲနမူနာပြမယ်ပေါ့နော် okay အဲ့ဒါဆိုရင်တကယ်လို့တခြား tools တွေစစဒီမောင်လေးကသူကတခြား tools တွေရှိတယ်အခုလက်ရှိမှာကိုကလေလာတက်ပြီးတော့ cloud လေးမသုံးထားဘူးဆိုလို့ရှိရင်လွယ်လုံးကြီးကတော့ဒီ Chrome ရဲ့ skill ဆိုတဲ့ဒါလေးကိုသုံးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီခိုင်တာဒီမှာ highlight လုပ်ထားတယ် Chrome skill browse ဆိုတဲ့ဟာလေးကနေလေတကယ် live လုပ်ကြည့်လို့ရတယ်အဲ့ဒါလေးဒါဟို share ပေးရအောင်နော် okay အဲ့ဆိုရင်ခိုင်တာက the whole screen ပြန် share ပေးပါမယ် entire screen entire screen အများကြီးဖြစ်နေလို့တချို့ဟာလေအခုဒီအစင်မပြေရလို့ရှိရင်ပြောလို့ရရင်နော် cloud ကဖွင့်လို့မရဘူးမြန်မာမို့လို့သုံးလို့မရဘူးဆိုတာမျိုးအဲ့လိုမျိုးရှိအောင်ရှိလို့မရှိဘူးလို့ခိုင်တာထင်ပါတယ်ဒါနဲ့ okay screen share လိုက်ပါတယ် screen share လိုက်တော့ခိုင်စားရဲ့screen လေးကိုမြင်ရလားမသိဘူးဘယ် screen ကိုမြင်ရလဲ sorry screen the whole share လိုက်တော့ the whole မြင်ရ the whole မြင်ရတယ်ဟိုကြည့်သူပဲ okay ဟာဖြစ်သွားမှတင်တယ် cloud screen ကိုမြင်ရလားမြင်ရမယ်ဆိုနော် မြင်ရပါတယ် okay ဟုတ်ကဲ့ပါ okay အဲ့ဆိုရင်ဒီမှာဟိုလေဟိုအတူတူလိုက်ပြီးတော့စမ်းသိချင်လို့ဆိုတာလေစမ်းသိချင်လို့ခိုင်တာဘယ်လို set up လုပ်ထားလဲဆိုတဲ့ဟာတွေနည်းနည်းပြမယ်ဆိုလို့ရှိရင်ခိုင်တာကစောစောကခိုင်တာရဲ့ skill ကိုပြန်လာကြည့်မယ်ဆိုလို့ရှိရင်ဖြစ်စေချင်တဲ့ skill က Telegram summarize လုပ်ချင်တာမျိုးတွေရှိနေပြီးသွားလို့ရှိရင်content တွေကို polish လုပ်ချင်တာမျိုးရှိရပြီး language translation လုပ်ချင်တာမျိုးရှိရတော့အဲ့တော့ခိုင်တာရဲ့ဒီလိုအပ်ချက်ကိုကိုယ့်အကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်Telegram ကို note လုပ်ချင်တယ်ဆိုရင်ခိုင်တာသိကြတယ် Telegram နဲ့ cloud နဲ့ connect လုပ်ထားမှရမဟုတ်ရင်ဒီ AI ကဘယ်လိုလုပ်သိမလဲနော်သူကသွားပြီးတော့သိဖို့အဲ့ဒါလေးတစ်ခုရှိမယ်အောက်ကနှစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ပုံမှန်အားဖြင့်တော့ဒီ content ကို
polish လုပ်ချင်တာမျိုးကြီး language translation လုပ်တာမျိုးကြီးဆိုတော့ကိုက import ပြီးလုပ်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက် Canada မလို့ဘူးဒါပေမဲ့ခိုင်တာဒုတိယတစ်ခုအတွက်ဆိုလို့ရှိရင်ဥပမာကိုက Google Docs မှာပြင်ထားပြီးတော့ Google Docs က data ကိုဖတ်စေချင်တယ်ဆိုလို့ရှိရင် Google Drive နဲ့ connect လုပ်ဖို့လိုတယ်ပေါ့အဲ့တော့အဲ့အတွက်ကိုပြင်စေချင်တာကကြတော့ကိုရီမှာကိုရီသတ်မှတ်ထားတဲ့တစ်ပိုင်း problem တွေရှိကြမှာပဲတစ်ပိုင်း pain point တွေရှိကြမှာပဲအဲ့ပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ connector ကိုသွားပြီးတော့စစ်စေချင်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် cloud မှာ cloud ရဲ့ setting တွေမျိုးရှိပါတယ်ရှိရဆိုဒီနေ့ set up လုပ်ချင်တာဒီ scale ဆိုတဲ့ဟာလေးပေါ့နော်ဒီ scale ဆိုတဲ့ဒီဟာလေးကိုသုံးပါအဲ့တော့ကိုယ့်ရဲ့ကွန်ပျူတာမှာကိုယ့်အကိုလိုက်ကြည့်ပါ cloud ကိုဖွင့်ကြည့်ပြီးလို့ရှိရင် cloud ရဲ့ scale ဆိုတာရှိမယ်တခြား tools သုံးတဲ့လူတွေမှာဆိုလို့ရှိရင်ဒီ scale ရရှိလိမ့်မယ် setting နေရာလွဲနေရာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါရေနောက်တစ်ခုကကြတော့ connector ပေါ့ connector ဆိုလို့ရှိရင်အမကဘာတွေ connect လုပ်ထားလဲဆိုစောကပြောခဲ့တယ်လို့အမက Tele ခိုင်းတာကTelegram ကို summarize လုပ်ချင်တဲ့ concept ကိုသုံးနေတာဖြစ်တဲ့အတွက်ခိုင်းတာကခိုင်းစားရေး AI ကို Telegram နဲ့ချိန်တာပါတယ်အဲ့တော့ Telegram ကကြတော့လေ cloud က official support ပေးထားတာမဟုတ်တဲ့အတွက်ခိုင်းတာက MCP server ကိုသုံးပါတယ်အဲ့တော့ဒီ MCP server ကိုသူများရေးထားပြီးသား MCP server ကို set up လုပ်တယ်ပေါ့အဲ့လိုမျိုးလုပ်ပြီးသုံးတာဖြစ်တဲ့အတွက်ဒါလေးကနည်းနည်းလေးတော့ advance ဖြစ်သွားတယ်ဆိုလို့ရှိရင်အခုချက်ချင်း set up လုပ်လို့မရတာမျိုးလို့ရှိရင်ခိုင်းတာတော့ပြီးသွားလို့ရှိရင် Telegram channel ထဲမှာမေးလို့ရတယ်နောက်တစ်ခုကခိုင်တာက cloud ကိုပတ်စံပေးရဲ့ version သုံးတာဖြစ်တဲ့အတွက်ခိုင်တာမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့တခြား on ထားတဲ့ setting လေးရှိရပေါ့ဒါကတော့ကိုယ့် local ဘာကိုပြောတာနောက်တစ်ခုကခိုင်တာ mention လုပ်ချင်တာက connector ပေါ့နော်အဲ့တော့ connector မှာဆိုလို့ရှိရင်တချို့တွေမှာဆိုရှိရလေတချို့ဒီ pre assignment မှာပြောထားတဲ့လူမှာကိုယ့်ရဲ့ဒီ schedule တွေကို adjust လုပ်ချင်တာလည်းလူရှိတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ connector ဒီကိုတကယ်သုံးတဲ့ Google ရဲ့ calendar နဲ့ connect လုပ်ထားတာမှခိုင်တာဆိုလို့ရှိရင်အဲ့ connect လုပ်ထားတယ်။မှာဆိုရင်ခိုင်တာ Telegram မှာစောစောကခိုင်တာ concept တော့ဆိုရင်ခိုင်တာ Telegram တော့ Telegram MCP on ထားတယ်။ပြီးသွားလို့ရှိရင်ခိုင်တာရဲ့ Google Note လေးတွေပြင်နေ sorry Google မို့ Apple ရဲ့ notebook လေးပြင်နေဆိုလို့ရှိရင်ကိုMCP server တခု set up လုပ်ထားတယ်။ Gmail မှာ Gmail တွေ Google Calendar တွေ Google Drive တွေကကြတော့ခိုင်တာကဒါကိုယ့်ဟာကိုယ်တခြား personality ပုံနေတာရှိတဲ့အတွက်ခိုင်တာ set up လုပ်ထားတယ်တချို့အချက်လက်တွေတော့ခိုင်တာ connect မလုပ်ဘူးရုံးမှာဆိုလို့ရှိရင်တော့ရုံးရဲ့ခိုင်တာရဲ့ cloud မှာဆိုရင်ခိုင်တာ Slack ကို connect လုပ်ထားရင်လို့ရှိရင် connect လုပ်ဒီမှာတော့မလုပ်ဘူးခိုင်တာ personality ပဲတော့အဲ့တော့အခု live လုပ်တဲ့လူတွေကိုလုပ်စေချင်တာကကြတော့ကိုယ့်ရဲ့ connector ကိုသွားစစ်ပါကိုယ့်ရဲ့ connector မှာကိုယ့်ရဲ့ problem နဲ့ပတ်သက်ပြီးတော့connect လောက်ကမယ့်ဟာလေးရှိရဆိုလို့ရှိရင်ဥပမာကိုက Google Calendar ကိုယ့်ရဲ့ calendar ကိုဖတ်စေချင်တယ်ဆိုလို့ရှိရင် calendar ချိန်ပို့အဲ့ဒါလေးတွေကိုအခုခိုင်တာ9မိနစ်လောက်အချိန်ပေးပါမယ်အဲ့ဒါလေးတွေကို set up လုပ်စေချင်ပါတယ်တိုင်းမှာပဲနားပြရလဲမသိတိုင်းမှာ admin ဆိုရင်ဟုတ်ပြီလေ9မိနစ်လောက်ခိုင်ဟုတ်ကဲ့9မိနစ်လောက်ပေးပေးပါအဓိကကတော့ဒီ connector တွေကိုသွားချိတ်စေချင်တာ connector ချိတ်တဲ့နေရာမှာကိုယ် problem နဲ့ဆိုင်တဲ့ဟာတွေခိုင်တာချိတ်တဲ့ဟာတွေအကုန်လုံးချိတ်ဆရာမလို့ခိုင်တာစောစောဆို Gmail တွေ Cloud တွေTelegram ရှောက်ချိတ်တယ်ဆိုပေမဲ့တကယ်လူတွေကကိုလို့ရမှာကိုကGoogle Calendar ပဲသုံးတယ်မှာကိုယ့်ရဲ့ schedule ဆို Google Calendar ပဲလုပ်ချင်တယ်ဆိုတော့မဟုတ်လဲတခြားကိုကဒါပါရှိနိုင်လေလေတခြားအပြင် tools တွေသုံးတယ်ဆိုလို့ရှိရင်သူ့ရဲ့ default connector တွေရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့ account တွေချိတ်ပေါ့နော်အဲ့လိုမျိုးချိတ်စီခြင်းတယ် okay အဲ့ဒါဆိုရင် screen share တာဒီမှာတင်ဆိုဟုတ်မေးချင်တာရှိရင်လည်းမေးလို့ရပါတယ်Windows မှာInternet security တခုမှာconnector ကဒီမှာsetting ထဲမှာ connector ကိုတွားရင်ဒီမှာ add ဆိုလို့ရှိရင် browse connector ကိုနှိပ်လိုက်လို့ရှိရင်ကိုချိတ်ချင်တဲ့ဟာတွေဒီမှာ setting configuration တွေလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ခိုင်စာလောက်ထားရတဲ့ဆို Telegram တို့ဘာလို့လိုက်လုပ်ကြည့်ချင်လဲဆိုလို့ရှိရင်တော့ custom connector ကိုသုံးမှရမှာပါဒါပေမဲ့ဒီ9မိနစ်အတွင်းမှာတော့ custom connector သုံးလို့မရဘူးတင်တယ်အဲ့ဒီဟာကိုသုံးနေတဲ့လူတွေကကြတော့ခင်ဗျားတို့ဒီပွဲလေးပြီးသွားလို့ရှိရင် Telegram မှာ summary ဘာပဲလို့ဟာတွေသုံးလို့ရတယ်ဆိုတာမျိုးပေါ့တည့်ရလို့လည်းဝင်ပြေးလို့ရလို့ခိုင်စာတဲ့အချိန်တိုင်းဝင်ပြေးလို့ရတယ်ပေါ့ပြီးသွားလို့ရှိရင်သူ့ရဲ့ cloud က default ပေးထားတဲ့ connector တွေရှိခဲ့မယ်ကိုကတကယ်လို့ဒီ hotspot တွေပါတယ်တုံးတယ်ဒီ marketing သမားတွေဆိုလို့ရှိရင် hotspot လို့ဟာတွေတုံးတယ်နိအဲ့လိုမျိုးတုံးတယ်ကိုအလုံးမှာ zone တွေတုံးတယ် zone ရဲ့ meeting တွေသိချင်တယ်အဲ့လိုဟာတွေဆိုဒီမှာတော်တော်များများကို support ပေးရတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကိုကိုကြည့်ပါကို connect လုပ်ကြည့်ပါပေါ့ဆိုတော့ဒါကတော့ခိုင်တာဒီ connect လုပ်စေခြင်းနဲ့ဒါလေးတွေပါညာတော့အပြင်တော့Google Calendar တို့ဘာလို့ connect လုပ်တဲ့အချိန်မှာ email ဟာတစ်ခုပဲ connect လုပ်လို့ရတယ်အဲ့တော့
ကို connect လုပ်ချင်တဲ့ email ကိုပဲလုပ်ပါကိုကလူတွေမှာရှိတတ်တယ်လေခိုင်တာဆိုလဲဒီ MMDT မှာသုံးတဲ့ email တို့အပြင်မှာသုံးတဲ့ email ရုံးမှာသုံးတဲ့ email တို့အဲ့လိုမျိုးဆိုလို့ရှိရင်เนาะ Google Calendar မှာအကြံပေးချင်တာကကြတော့တစ်ခုကို mail လုပ်ပြီးတော့အဲ့တစ်ခုကနေတခြားဟာတွေကို subscribe လုပ်ပြီးတော့ပြန်သုံးတဲ့ပုံစံမျိုးတွေသုံးကြည့်လို့ရပါတယ်ဒါကတော့ဒီနည်းနည်း trick လုပ်ပြီးသုံးချင်တဲ့လူတွေအတွက်ပါအဲ့တော့9မိနစ်လောက်အချိန်ပေးပါမယ်တကယ်လို့ setting လုပ်နေရင်လည်းမသိနေမေးရပါတယ် အားလုံးဆင်ပြေကြလားဆက်သွားလို့ရမှာနော်စောင့်ကြည့်နေလို့ရှိတယ်စောင့်ကြည့်နေလို့ရှိရင်ထားပေးလို့ရတယ်အဲ့ဒါစောင့်ပေးလို့ရတယ် Okay
后面这件那个么新说了先哦，再过来吧呢，懂了，这个先 OK。အဲ့တော့အခုဆိုလို့ရှိရင်ကော်နာတာတွေချိတ်ထားကြတယ်ပေါ့နော်ကော်နာတာတွေချိတ်ထားကြတယ်ဆိုလို့ရှိရင်ကိုယ့်အကောအမျိုးမျိုးချိတ်ကြတာပဲဆိုတော့ဒီမှာဆိုတော့ခိုင်တာတော့ခိုင်ကော်နာတာလေးပေါ့ဒီမှာတစ်ခုမှရှင်းလုပ်ချင်တာကြတော့ဒီကော်နာတာချိတ်လိုက်လို့ရှိရင်လေအဲ့မှာဥပမာခိုင်တာ Google Calendar နဲ့ပြမယ်နော် Google Calendar နဲ့ပြရဲဆိုလို့ရှိရင်ကိုကဒီမှာကော်နာတာရဲ့ဒီပြေးနေတဲ့ဟာလေးပေါ်မှာ click နှိပ်လိုက်လို့ရှိရင်ကလစ်နှိပ်လိုက်လို့ရတယ်ပေါ့နော်ကလစ်နှိပ်လိုက်လို့ဘယ်လို action ဒီမှာဆိုလို့ရှိရင်ဒီ tools ကို permission ပေးမယ်ဆိုရင်ဒီလိုတစ်စီစဉ်ချင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဘယ်လို read ဘယ်လိုအတိအပြည့်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ permission မတောင်းမနဲ့ AI ကိုပေးသုံးမယ်ဆိုတဲ့ setting ရဲ့ဘယ်ဟာပဲဖြစ်ဖြစ်ကိုယ့်ကိုတော့မေးပါအောင်ဆိုတာမျိုးဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ခိုင်လာတော့ရုံးနေမှာဆိုလို့ရှိရင်တော့အများသောအားဖြင့်organization setting ကြီး write and delete တွေကိုအများသောအားဖြင့်ပိတ်ထားလေးရှိပါတယ်ပိတ်ထားရဆိုတာတော့အကုန်လုံး block ဆိုတဲ့ဒီနေရာလေး setting လေးလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ Gmail မှာwrite မလုပ်စေချင်ဘူးဒါမှမဟုတ်ကိုယ့်ရဲ့ Gmail တွေမဖြတ်ဖြစ်စေချင်ဘူးအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ဒီ block setting ကိုဒီလိုချိန်လို့ရတယ်ပေါ့အဲ့လိုပဲဒီ read မှာကိုကတော့လေကိုယ့်ရဲ့ email ကို summarize လုပ်ပေးစေချင်ပါတယ်လို့ပြောပြီးတော့ AI ကိုတော့ read permission အောင်ပေးထားတာမျိုးလည်းဖြစ်တာမျိုးဆိုလို့ရှိရင်လို့မရတဲ့အတွက်ဘယ်ဟာတွေဆိုရင်တော့ဘယ်လိုမျိုး every time allow လုပ်ပါမယ်ဆိုတဲ့ဟာလေးကိုဒီမှာရေးပေးစေတယ်အဲ့တော့ဒီ two permission တွေမှာတခြားကိုဆက်လိုက်တဲ့ corner ကိုတခြားစစ်ဆေးချင်ပါတယ်ချိန်လိုက်တဲ့ corner မှာဘယ်ဟာလေးတွေကတော့ permission ပဲဘယ်ဟာရောမပေးဘူးပေါ့ဥပမာဆိုလို့ရှိရင်ခိုင်လာဆိုလို့ရှိရင် cloud in chrome ဆိုတဲ့ခိုင်လာ connection ပေးထားတယ်ဒီမှာenable လုပ်ထားတဲ့ဟာမျိုးလေးရှိရဲဒါပေမဲ့တကယ်sorry နော်ဒီဘက်အကောင့်မဟုတ်ဘူးsorry ခိုင်လာအကောင့်နှစ်ခုတောင်းလို့ဖြစ်နေလေးပြရမယ်ဆိုရင် okay okay ဒီမှာဆိုရင်ခိုင်လာက cloud and chrome ဆိုတဲ့ setting လေးရှိရဲအဲ့ဒါမျိုးဆိုလို့ရှိရင်ခိုင်လာကTelegram Telegram ဖြစ်တဲ့ cloud ကိုchrome နဲ့တုံးစေချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ chrome တိုင်းကိုမတုံးစေချင်ဘူးဆိုတဲ့ setting မျိုးလေးတွေကရွေးလို့ရတာဖြစ်တယ်ခိုင်လာဆိုလို့ရှိရင် cloud in chrome setting ရဲ့ဒီ extension ကိုပြုံးပါတယ်ဒါပေမဲ့ငါကblock or site တွေအားလုံးကိုငါ block ထားတယ်ငါ့ကိုလာမကြည့်နဲ့လှုပ်ရှုပ်တယ်ငါဖွင့်တဲ့တက်တိုင်းကိုကြည့်စရာမလိုဘူးဒါပေမဲ့ငါ search ကိုဖွင့်နေဆိုရင်တော့ AI assistant လုပ်မယ်ဆိုတဲ့ concept မျိုးနဲ့ခိုင်းတာဆိုလို့ရှိရင် allow list မျိုးတွေနဲ့တုံးတယ်နော်ဒီ AI tools တွေအဲ့တော့အခုဒီနေ့ခိုင်းတာပြောလိုက်လို့ကိုယ့်အကို corner တွေထိကြတယ် Chrome extension တွေမှာတော့သုံးကြတယ်အဲ့ဒါတွေကတော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့တကယ်သုံးတဲ့အချိန်မှာ setting မျိုးဖြစ်မနေပြန်စစ်ပေးပါ Chrome မှာ cloud သုံးမယ် Chrome Gemini နဲ့သုံးမယ် Gemini ကိုအကုန်ပေးသုံးတာလား Chrome ကိုအကုန်ပေးသုံးတာလား sorry cloud ကိုအကုန်ပေးသုံးတာလားအဲ့ဆိုရင် website တွေမှာဆိုလို့ရှိရင်ကိုက cloud Chrome extension ကိုသုံးလိုက်တယ်တကယ် setting မှာကျတော့လေကိုဖွင့်နေတာတက်တွေကိုသူ့ကိုအကုန်ပေးသုံးတာအဲ့ဒါသူကတခြားဟာကိုမသုံးချင်တာတွေသုံးရင်ဘယ်လိုလုပ်မလဲအဲ့တော့ခိုင်းတာကတော့ဒါကျိုးတစ်ပြည့်ဒီ security ဘက်တွေမှာဆိုလို့ရှိရင်attack surface ကို short ရပေါ့နော်ကိုတက်ခိုင်းနိုင်တဲ့ surface ကို short နိုင်တယ်များ AI ဘက်က short ချင်တယ်ဆိုရင်ခိုင်းတာဆိုဒီ allow list model နဲ့သုံးပါတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဒီမှာ allow ပေါ့နော်အဲ့လို allow site တွေမှာအဲ့လိုမျိုးအဲ့တော့ဒါကိုယ့်ရဲ့တရားနဲ့တရားကလေး setting configuration လုပ်တဲ့နေရာမတူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလေးတွေကတော့တရားနဲ့တရားတူမှာမဟုတ်ပါဘူးခိုင်းတာ exam နဲ့ပြတာမို့အဲ့ဒါလေးဖြစ်မနေဒီဟာပြီးသွားရင်လည်းကိုယ့်အကူပြန်ချက်ပေါ့နော်အခုလည်းစစ်ကြည့်လို့ရတယ်အခုလက်ရှိကိုသုံးနေတဲ့ AI tool တွေမှာလေးရှိတဲ့မြတ်အကုန်လုံး allow လုပ်ထားရဲဆိုလို့ရှိရင်နည်းနည်းလားဟိုပြန်ပြစစ်ကြပါလို့ကိုဒါလေးပြောချင်တာပါအကုန်လုံး live ပြီး contribute နေပါနဲ့ okay အဲ့ဆိုလို့ရှိရင်ခိုင်းတာဒီနေ့တကယ် main topic ဖြစ်တဲ့ AI agent scale ကိုဘယ်လိုဆောက်မလဲပေါ့အဲ့တော့ကိုယ့်အကူရေးခိုင်းချင်လို့တဲ့ခိုင်းတာကဘာလုပ်ပြီးဖို့စဉ်းစားထားရလဲဆိုတော့ဒီ AI ကိုပဲသုံးပါမယ်အဲ့တော့ခိုင်းတာကဒီမှာအကုန်လုံးကိုနမူနာပြဖို့အတွက်ခိုင်းတာရဲ့တက်ကလေးကို share ပေးပါတယ်ဆောစောပြောခဲ့သလိုပဲခိုင်းတာကဟိုလောက်တာပါပတ်စံပေးရဲ့ဘာရှင်းကိုသုံးတာပါပတ်စံပေးရဲ့ဘာရှင်းကိုသုံးတော့ခိုင်းတာကကိုသုံးပါတယ် cloud ပဲဒါပေမဲ့ပတ်စံပေးရဲ့ဘာရှင်းမသုံးနိုင်တဲ့လူတွေက chat ကိုပဲသုံးလို့ရပါတယ် chat ကိုသုံးပြီးတော့သူ့စီကပေးလိုက်တဲ့ output ကိုသုံးတဲ့ပုံစံမျိုးပေါ့အဲ့တော့အရင်ဆုံးသွားပြီးလုပ်ရှင်နေဆိုလို့ရှိရင်စောစောတုန်းက setting တွေကိုသွားပြီးတော့ဒီမှာခိုင်းတာတော့ scale ကိုသွားမယ်ဒီမှာ add ဆိုပြီးတော့ chat with
create with cloud ဆိုတာဟိုဒီကနေသွားပြီးတော့ cloud ကိုဒါ skill ကိုစပြီး create လုပ်မှာအဲ့တော့ကိုယ့်အကိုစပြီးရေးရတဲ့ဆန်းလို့ရှိရင် AI ရောမှာတော့အချောတက်ခိုင်းကြည့်ရအောင်ဆိုရင်အဲ့တော့ခိုင်းတာ prompt လေးလည်းစီစဉ်ပေးထားတယ်အဲ့တော့ခိုင်းတာအဲ့ဒါလေးပြင်နေမယ်ပြင်ပြီးသွားလို့ရှိရင်ဒီဟာလေးပေါ့နော်ဒီမှာ create with cloud နဲ့ကိုယ့်အကိုသွားပြောအဲ့မှာခိုင်းတာဆိုလို့ရှိရင်အဲ့ကနေပြောလိုက်တယ်ဆိုလို့ရှိရင်ဒီမှာခိုင်းတာကကိုယ့်အကို print လေး prompt လေးပေါ့နော်ဒီမှာနေရတော့ပါငါ့ကိုပါတယ်လုပ်ပေးပါဒီမှာဆိုလို့ရှိရင် test inventory မှာဆိုလို့ရှိရင်ခိုင်းတာစောစောကအကုန်လုံးကို share ပေးထားတယ် pre assignment test တွေကခိုင်းတာရဲ့ default 3ခုကိုခိုင်းဒီမှာ paste လုပ်လိုက်တယ်ပြီးသွားလို့ရှိရင်သူတို့ကိုပြီးနေတယ်ဒီ prompt ရခိုင်တာပြီးရင်ပြီးမယ်နော်အဲ့လိုမျိုးမေးလိုက်တယ်အဲ့လိုမျိုးအခုအကုန်လုံးအတူတူလိုက်လုပ်စေချင်တယ်ချက်မှာခိုင်တာ prompt ပေးလို့ရှိရင်ကိုယ့်ရဲ့ဒီနေရာလေးကွဲသွားမယ်ပေါ့နော် test inventory နေရာလေးမှာကိုယ့်ရဲ့ test ကိုထည့်မယ်အဲ့တော့ပြီးရင် AI နဲ့စကားပြောစေချင်တယ်သူကကိုယ်ကို clarify ပြန်လုပ်ပါလိမ့်မယ် question တွေပြန်မေးပါလိမ့်မယ်အဲ့တော့သူမေးတဲ့ question တွေကိုတစ်ခုချင်းပြန်ဖြေပေးပါခိုင်တာဆိုပြန်ဖြေပါတယ်ဘယ်လို format နဲ့လုပ်ချင်လဲမေးရဲအဲဆိုကိုယ့်ဘက်ကနေ input တွေပြန်ပေးတယ်သူရဲ့ဂျပန်စာခိုင်းတာဆိုလို့ရှိရင် तू ကခိုင်းတာရဲ့စစောကပြောခဲ့တယ် test 3ခုရဲ့မှာဆိုရင် तू ကဒီနေ့ candidate တွေယူလာတာဒီ translation လုပ်တဲ့ဟာပေါ့နော်အဲ translation လုပ်တဲ့ဟာဆိုလို့ရှိရင်ဒီ grammar တွေဘယ်လိုလုပ်လဲဆို example တွေခိုင်းတာကိုမေးရင်အဲ့မှာဆိုလို့ရှိရင်ဒီခိုင်းတာသူ့ရဲ့ output လေးတွေမကြိုက်လို့ရှိရင် तू နဲ့စကားပြောရဲပြန်ပြင်တယ် format တွေပြင်တယ်အဲ့ဒါကိုပြီးသွားလို့ရှိရင်နောက်ဆုံးအချိန်ကြတယ်ပြီးတော့သူ့ဘက်ကနေပြီးတော့ခိုင်းတာ okay ပြီဆိုလို့ရှိရင်ဒီမှာ scale.md ပြန်ပြီးတော့ generate လုပ်တယ် generate လုပ်ပြီးတော့ခိုင်းတာကဒီမှာ save scale ကိုနှိပ်လိုက်တယ်နဲ့ခိုင်းတာရဲ့ scale ဒါကဒီနေ့အတကုံလုံးကိုအတူတူလုပ်စေချင်တဲ့ဟာပေါ့အဲ့တော့ဒါလေးကိုအတူလိုက်လုပ်စေချင်တယ်ကိုဝက်နဲ့သုံးလို့မရတဲ့လူတွေကချက်နဲ့သုံးပါချက်နဲ့သူကပေးလိုက်တဲ့ဟာကိုနောက်ဆုံးဒီ scale.md သူ့ကိုကို copy ကူပြီးတော့တင်နေရတယ်နော်အဲ့တော့ဘာမှဖြစ်ဘူးဒါလေးကိုအတူလုပ်ကြည့်အောင်အဲ့တော့အတူတူလုပ်ဖို့အတွက်ဆိုလို့ရှိရင်ခိုင်းတာက prompt လေးကိုဒီ Google Docs မှာရေးပေး page ချပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်လုပ်လို့ရပါလိမ့်မယ်အကုန်လုံးခိုင်းသားရဲ့ page ကိုသွားလိုက်ပေါ့နော်ခိုင်းသားရဲ့ tab ကိုသွားလိုက်ပါလို့နောက်ပိုင်းနောက်ဒီနေ့ session ပြီးသွားလို့အချိန်ရတယ်ဆိုလို့ရှိရင်တော့ကိုသွားပြီးတော့ပြင်ကြပါအဲ့တော့ခိုင်းသားဒီအောက်မှာနောက်တဲ့ tab page လေးနော် copy ကူးလို့လေအောင်ဒီမှာလုပ်လိုက်ပါမယ်ဒါကတော့ခိုင်းတာ customize အကုန်လုံးတော့ customize လုပ်ပေးထားတဲ့ prompt လေးပေါ့နော်အဲ့တော့ prompt လေးပါအဲ့မှာဆိုရင်ဒီ test inventory နေရာဒီကိုယ့်ရဲ့ content ပဲကိုဖြစ်မှာပါအဲ့တော့ဒီမှာကိုပိုင် test inventory ပါကို copy ကူပါခိုင်းသားရဲ့အကောင်တော့မကူပါနဲ့အဲ့တော့ဒါလေးကိုစမ်းကြည့်ပြီးတော့စောစောကခိုင်းသား AI နဲ့စကားပြောသူလုပ်ကြည့်ပြီးတော့ scale ဖိုင်လို့ရအောင်အကောင်တော့အတူတူလုပ်ကြည့်အောင်အကောင်တော့ဒီမှာအင်စာပေးထားတဲ့လူတွေအကောင်တော့သူကရေးထားကြတယ်အဲ့ဒါလေးကို copy ကူပြီးတော့ကိုသုံးနေတဲ့ chat ပြီးတဲ့ကိုသုံးနေတဲ့ AI tools တွေနဲ့ကို create လုပ်ပါဟုတ်နော်အဲ့တော့အဲ့ဒါအတွက်ခိုင်းတာအချိန်10မိနစ်လောက်ပေးပါမယ်လောက်မယ်လို့10မိနစ်လောက်များလားမသိ9မိနစ်လောက်ပေးပါမယ်လောက်မယ်လို့ထင်ပါတယ်message တွေတစ်ချက်တိုင်းပါလို့မှတ်ပေးပါအဓိကတော့ကိုအဲ့ဒါလေး paste လုပ်ပြီးပါလို့ရှိရင် AI နဲ့စကားပြောစေချင်တယ်ပြီးသွားလို့ရှိရင်ခိုင်းသားလိုမျိုးဒီလိုမျိုး scale.md ဖိုင်လေးရတဲ့ဒီ AI က generate ထုတ်လိုက်တဲ့ AI နဲ့စကားပြောပါပြီးသွားလို့ရှိရင်ဒီ scale.md ဖိုင်လေးကိုအကုန်လုံးတူတူပဲပြုလုပ်ပါနော်ကို test နဲ့ကိုဖြစ်သွားမှာဆိုတော့အဲ့ဒါလေးကိုအကုန်လုံးတူတူလုပ်ပေးပါ copy ကူပါစကားတော့ပြောပါ9မိနစ်10မိနစ်လောက်အချိန်ပေးပါမယ်ဒါလေးစကားတော့ပြောကြည့်ဟုတ်ကဲ့10မိနစ်လောက်အချိန်ပေးပါမယ်အဲ့ဒါလေးကိုသွားပြီးတော့ဆက်လက်လုပ်ပါသူ့ဘက်ကနေပြန်မေးရဟာကို clear ပြန်လုပ်ပေးပါအဓိကကိုဒီ scale.md ဖိုင်လေးထွက်လာရပါမယ် scale.md ဖိုင်ဆိုတာဒီလိုမျိုးပေါ့နော်ဒါပေမဲ့ free version သုံးတဲ့လူတွေကမထွက်လာလို့ရှိရင်သူ့ရဲ့ draft ဖိုင်ကို save copy ကူးပြီးတော့ဒီ scale ဖိုင်လုပ်ရပါတယ်ဒါပေမဲ့အတိုင်းကနေထွက်မယ်လို့ထင်တယ်ဆိုတော့ဒီဟာလေးကိုတစ်ချက်သုံးကြည့်ပြီးတော့လုပ်ပြပါပြီးရင်ခိုင်းတာတော့အတူတူကိုယ့်ဟာကိုယ် review လုပ်မယ်ပေါ့နော်ခိုင်းတာတော့အကုန်လုံး review လုပ်ပေးလို့မရဘူးအဲ့တော့ကိုယ့်ရဲ့ personal test ဖြစ်တဲ့အတွက်ခိုင်းတာဆိုရင်တော့ဘယ်လို review လုပ်လဲဆိုရင်ဒီ example လေးရှင်းပြပေးချင်တာပေါ့ဆိုတော့အမတိုင်းလိုက်နေမှာပေါ့နော်ဟုတ်ကဲ့ပါ
hello အမ ဟုတ်ကဲ့ ဟုတ်ကဲ့ အမက prompt ပေးမယ်လို့ပြောလိုက်တာလားမသိဘူး prompt မပေးသေး sorry မပေးလိုက်ဘူးလားပေးလိုက်တယ် ဘူးလား ဟိုလေမောင်လေးဒီလိုပြောလိုက်တာဘလို့အဲ့ဒါဟိုမှပေးတော့ဒီမှာဟိုလေအမရဲ့ဟိုအကုန်လုံးအင်တာပေးထားတဲ့ဟိုလေးရှိတယ်လို့အဲ့ထဲမှာမခိုင်လိုက်တက်ဖို့သွားလိုက်လို့ရှင်ဒီမှာ prompt နေပေးထားတယ်လို့အဲ့ကနေ prompt copy ပြီးတော့ဒီ test inventory ကတော့ကိုယ့်ရဲ့ personal inventory ကိုထည့်ပါဆိုပြီးတော့ပြောလိုက်တယ် ဟုတ်ကဲ့ပါတွေ့ပါ okay အချိန်မိကြလားစကေးထွက်သွားလားစကေးမထွက်သေးရဲ့လက်ထောင်ပါအော်ထွက်ပြီးရဲ့လက်ထောင်ပါ sorry ထွက်ပြီးရဲ့လက်ထောင်ပါ okay ထွက်တယ်okay okay yeah အဲ့ကွန်ရောက်okay အများကြီးပဲဆိုရပြီဟုတ်တယ်ခိုင်လာနည်းနည်းလေးဟိုtrain ချပြီးသားဆိုတော့ထွက်တော့မယ်လို့ထင်ပါတယ်အဲ့လေးပြန်ချလို့ရပါဘူးကျေးဇူးအများကြီးတင်ပါတယ် okay အဲ့ဒါနည်းနည်းလေး screen လေးပြန် share လိုက်မယ်ဆိုတော့မထွက်တဲ့လူတွေဆက်ပြီးတော့လုပ်လို့ရတယ်ခိုင်လာနည်းနည်းလေးအချိန်ရတယ်လေနည်းနည်းဟိုရှင်းပါနည်းနည်းကျွေးဟိုတစ်ချက်လေးဆက်သွားလိုက်ချင်တော့ပါဆိုရင်စကေးထွက်သွားတဲ့လူတွေကဒီမှာ save scale ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကကိုယ့်ရဲ့ scale တစ်ခုဖြစ်နေဒီမှာ manage လုပ်သွားမှာပဲဆိုခိုင်လာဆိုရင်ခိုင်လာသုံးတဲ့ scale ပေါ့နော်ဒီမှာဆိုရင်ကိုယ်မှာဟိုပါ customize လုပ်ထားတဲ့ scale ရှိရဲအဲ့တော့ဒီမှာကဒါကအခုလုပ်လိုက်တဲ့ဟာတွေအကုန်လုံးဒီ AI generated လုပ်လိုက်တဲ့ scale ပေါ့အဲ့တော့ကိုကဒီ AI generated လုပ်လိုက်တဲ့ scale ကိုကိုယ့်ဟာကိုယ် customize လုပ်ချင်တာမျိုးကိုယ်နဲ့ testing လုပ်ချင်တာမျိုးဆိုလို့ရှိရင်ဟိုဒီမှာ edit လုပ်ပြီးပြန်ပြင်လို့ရတယ်အဲ့တော့သူပြောတဲ့အတိုင်းပဲကိုကလိုက်လုပ်နေစရာတော့မလိုဘူးကိုကကိုဒီ scale ကိုအခုဒီ create လုပ်လိုက်တဲ့လူတွေကတစ်ချက် review ပြန်လုပ်မယ် edit ပြန်လုပ်ပြီးသွားလို့ရှိရင်တုံးကြည့်မယ်ပေါ့အဲ့ဆိုရင်ခိုင်လာဆိုလို့ရှိရင်ပုံမှန်
ဒါလေးကိုပြန်စမ်းကြည့်မယ်ပေါ့နော်အဲ့တော့scale ကိုဒီမှာကို edit လုပ်ချင်တဲ့လူတွေက edit လုပ်ချင်တာခိုင်းတာ edit ကိုပဲချိန် edit ကိုပဲချိန်မှာလုပ်တယ်ဆိုတော့ကိုစမ်းကြည့်ပြီးတော့လေဟိုသူထွက်လာတဲ့အဖြေကိုမကြိုက်တဲ့ခင်မျိုးတွေ edit လုပ်လို့ရှိတယ်အဲ့တော့ scale ကိုသုံးနေဆိုလို့ရှိရင်ဒီကိုလေဟိုဒီ cloud မှာကျတော့ဒီ select ကလေးသုံးပြီးတော့ဒီမှာကိုလုပ်ချင်တဲ့ scale ကြီးကိုရဲ့စာကိုစာခင်းသားဟာတော့ select ကို translate လုပ်တဲ့ဟာမလို့ပေါ့နော်ကိုလုပ်တဲ့လူတွေကတော့ကိုဟိုလုပ်လို့ရတယ်ဘာလို့ဆိုတော့ဒီမှာဟိုပြန်ပြင်ပြီးရပေါ့ဒါကိုကကြိုက်လာပေါ့ဒါမှမဟုတ်ဒါကြီးကိုမကြိုက်ဘူးကိုကပြန်ပြင်ဒါတကယ် real day time မှာသုံးတဲ့ခါကြလို့ရှိရင်ဟိုမကြိုက်တာမျိုးတွေတွေ့လာနိုင်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်စောစောတော့ကဒီကိုလောက်ထားခဲ့တဲ့ setting တွေက scale ကိုပြန်သွားပြီးတော့အဲ့ scale ရဲ့ edit မှာကိုက customize သွားလုပ်ပါအဲ့ကနေပြီးတော့ကိုကတဖြည်းဖြည်းနှိမ့်စင်နေတိုင်းလုပ်ရင်းနဲ့လည်းပြန်ပြင်လို့ရတယ်အဲ့တော့ဒီနေ့ကကျတော့ဒီဟာလေးကိုတစ်ချက်ဟိုအကုန်လုံးကိုshare ပေးရပါအဲ့တော့နည်းနည်းလေးဆက်သွားရမယ်ဆိုလို့ရှိရင်ခဏ slide မုံနဲ့ပဲပြန် share ပါမယ်နည်းနည်းလေးဆက်သွားရမယ်ဆိုလို့ရှိရင်ဟို scale ကို set up လုပ်လိုက်တယ်ပေါ့ scale ကို set up လုပ်ပြီးသွားလို့ရှိရင်ဘာဖြစ်လို့ဒီ scale ကို set up လုပ်ဖို့လိုနေမလဲဆိုရအောင်ဒါပြန်ပြီးတော့အရှိရစကားကိုပြန်ပြောရမယ်ဆိုလို့ရှိရင်ကိုကတခုခုလုပ်ချင်တဲ့ချိန်မှာလေအစနေပြန်ရှင်းပြနေကြမလို့ AI ရောအဲ့ဒါလေးတော်တော်လေးတည်တာရမြန်သေးချင်တယ်ပေါ့ဥပမာကိုက meeting summarize လုပ်ချင်တာမျိုးဆိုအချိန်တိုင်းဒီ meeting တင်ကြတော့ဖတ်ပါလို့ပြောချင်နေရမလို့ပဲ scale ကိုလမ်းခေါ်ပြီးကိုကပြန်ရှင်းပြလုံးလို့ရတယ်ပြန်ရှင်းပြတယ်မလို့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီဟို AI ကတခါတလေအင်္ဂလိပ်စာပြင်လာပဲထားပါတော့လေးပြောမယ်ဆိုအင်္ဂလိပ်စာ translate လုပ်တယ်ပေါ့ဒါပေမဲ့ AI ကတခါတလေကျရင်ကိုယ့်ရဲ့အင်္ဂလိပ်စာကိုလေဟိုအရန်ဟို native level လောက်အင်္ဂလိပ်စာနဲ့ပြင်ပေးလိုက်တယ်တကယ်တော့ကိုက Asian ဟိုမှာ native မဟုတ်တဲ့လို့အဲ့ဒါဆိုရင်ကိုယ့်ရဲ့အင်္ဂလိပ်စာ level လောက်ကို adjust လုပ်တာမျိုးပေါ့အဲ့လိုမျိုးကိုယ့်ရဲ့ consistent result ကိုရနိုင်လို့အများတန်းဒီ scale ကို adjust လုပ်ပြီးတော့ scale နဲ့သုံးလို့ရတယ်ပြီးသွားလို့ရှိရင်ဒီprompting တွေကိုချိန်တိုင်းလိုက်ပြီးလုပ်နေကြမလို့ပဲနဲ့ဒီကိုသတ်မှတ်ထားတဲ့ဒီ context တစ်ခုမှာပဲကိုယ့်ရဲ့ဟိုသုံးချင်တယ်ပြီးတော့တခြားလူတွေနဲ့ share သုံးလို့ရတယ်ပေါ့အဲ့လိုမျိုးတွေသုံးလို့ရတယ်တကယ်ဒီ AI agent skill တွေကိုတကယ်ဟိုသုံးတဲ့ format တွေပါသိချင်တယ်ဆိုလို့ရှိရင်ဒီ AI agent skill.io သူရဲ့ open standard ရှိရမှာလို့အဲ့ကနေ reference လုပ်ပြီးသုံးလို့ရပါတယ်။ cloud ကကြတော့စောစောကအတူတူ create လိုက်တဲ့ cloud ကကြတော့လေဟို AI ကလုပ်လိုက်တာဆိုတော့တခါတလေသူကအရန်အထွန့်ရှည်ကွန်ပြီးတော့လေအရန်ကိုမလိုချင်တဲ့ဟာတွေထည့်တာမျိုးလည်းရှိတယ်။အဲ့ဒါမျိုးဆိုရင်လည်းကိုယ့်အကို customize လုပ်ပြီးတော့ဖြတ်ပြလို့ရပါတယ်။အဲ့လိုမျိုး skill တွေကိုတဖြည်းဖြည်း update လုပ်ပြီးတော့နေရာသုံးစေချင်တယ်။တကယ်စောစောက skill ကို create လုပ်လိုက်တယ်ဆိုလို့ရှိရင်အခုကတော့ cloud နဲ့သုံးပေါ့ကိုကတခါတလေ CRI နဲ့ပါသုံးနေတာမျိုးဆိုလို့ရှိရင်ဒီနေ့ကတော့ scale.md ပဲရှိရဆိုလို့ရှိရင် scale.md မဟုတ်ဘဲနဲ့လေကိုကတစ်ချက် reference လုပ်ချင်တဲ့ဟာမျိုးတွေအဲ့လိုမျိုးကိုဒီ database နဲ့ချိန်တာမျိုးဒါပေမဲ့အဲ့လိုမျိုးအဲ့လောက်ကြီးတော့ scale မသုံးဘူးเนาะဒီ MCP server တွေသုံးတာများပါတယ်အဲ့တော့ MCP server တွေနဲ့ချိန်ချင်တာမျိုးတွေပြီးလို့ရှိရင်ကိုယ့်ရဲ့လုပ်ချင်တဲ့ template ပေါ့နော်နေ့တိုင်း report ရေးရလို့ဆိုရင် report format ကဒီတိုင်းပဲထွက်ရေးငါ့တခြားအထွတ်မရှိနေဆိုတာမျိုး template တွေတစ်ခါလေးထည့်ထားလို့ရတယ်ပြီးသွားလို့ရှိရင်ကိုကအရှိကိုတိုင်း reference အနေနဲ့ကောင်းခဲ့တဲ့ example လေးပြီးလို့ရတယ်အဲ့တော့ဒီလို format လေးတွေနဲ့ကိုယ့်ရဲ့ scale ရဲ့ပိုတာကို scale ရဲ့ပိုတာကလေ cloud ရဲ့ setting ထဲမှာသွားကြည့်လို့ရတယ်နော်ဟိုcloud ကို install လုပ်ထားတဲ့ကိုက Windows ပဲသုံး Mac ပဲသုံးကို cloud ကို install လုပ်ထားတဲ့မှာသူက project ဒီ scale အောက်မှာသွားကြည့်လို့ရတယ်ဆိုတော့သူ့ရဲ့ folder structure ကိုမြင်ရလိမ့်မယ်အဲ့ folder ထဲမှာကိုကပြင်နေနေရတယ် scale.md ကအဖြစ်မနေလို့ပဲဒါပေမဲ့အဲ့ option တွေအနေနဲ့ကိုအရှိတုန်းကအရင် report ရေးတဲ့ကိစ္စမှာဆိုကိုအရှိတုန်းကအရင်ကောင်းတဲ့ report လေးတစ်ခု reference လုပ်တာမျိုးပေါ့ကိုလုပ်ထားတဲ့ဟာအဲ့လိုဟာမျိုးလေး reference လုပ်တော့အဲ့လိုဟာလေးပြီးသွားလို့ရှိရင် template တွေပေါ့အဲ့လိုမျိုးလေးကိုဟို edit ဒီ scale ရဲ့ဒီ folder လေးကိုပေါ့နော် edit လုပ်ပြီးကိုယ့်ဟာကို customize လုပ်ပြီးကိုယ့်ရဲ့ productivity ကိုတင်လို့ရတယ်ပေါ့အဲ့ဒါလေးကိုခိုင်းတာဒီနေ့အကုန်လုံးကိုသုံးနေချင်တာပါပြီးတော့ဒီဟာကဟိုဒါအချိန်ရရင်ဆက်ပြောမယ်ဆိုပြီးပြောတာဆိုတနားကြီးလည်းပြီးသွားပြီဆိုတော့အဓိကတော့ဒီမှာ scale မှာတကယ်သုံးတာဆိုလို့ရှိရင်ဒီမှာ title ရှိမယ် description နဲ့ meta data information တွေ context ပေါ့နော်ကိုပြမဲ့ context တွေပြီးသွားလို့ရှိရင်ကိုသူ့ကိုလုပ်စီခြင်းနဲ့ instruction တွေပေးရနေရရှိရအဲ့တော့အဲ့ဒါလေးတွေကိုခိုင်းတာမြန်မာလို့ဒီ Telegram မှာရေးပေးထားလေးရှိပါတယ်ဒီနေ့ workshop ကိုတက်ပြီးလို့အဲ့ဒါလေးပြန် reference လုပ်ချင်အဲ့ဒါလေးပြန်ဖတ်ပါဒီ scale.md မှာပေါ့အဲ့တော့အခုအတူတူဟိုလုပ်ပြီးသွားတယ်skill လေးလုပ်တယ်ဆိုတော့အခုခိုင်းတာလေအခုဒီနေ့လုပ်တဲ့လူတွေကကိုယ့်ရဲ့ skill လေးကိုပြချင်တယ်လို့တယောက်2ယောက်3ယောက်လောက်နဲ့ရှိမလား
ခိုင်းတာတစ်ချက်အကုန်လုံးနဲ့တူတူ share ပြီးကြည့်လို့ရအောင်တခြားတွေ reference လုပ်လို့ရအောင်ပြချင်တဲ့လူတွေရှိပါတယ်โอเคဟုတ်ညီမလေးတစ်ချက်လောက်ညီမလေးကြားချင်တာရှိလို့ရှိရင်တစ်ချက်လောက်ရပါအမ screen share ရလိုက်ပေးပါမယ်ဟုတ်hello ဟုတ်ကြားပါတယ်ဟုတ်ကဲ့အတန်းလေးနည်းနည်းထစ်ဖြစ်နေတယ်ဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုရင်scale Anthropic ကဟာမဟုတ်ဘဲနဲ့ကိုယ့်အကို creator ဒါဆိုလို့ရှိရင် meeting minute ပေါ့နော်ဒါဟိုတစ်ချက်လောက်ပြောပြပါအောင်ဒါတဆန်းကြည့်သေးလားအဆင်ပြေလားအတန်းလေးတကယ်ဆင်းနေမကြရဘူးတခြားလူကြားလာတယ်ကျွန်တော်တက်တယ်ဟုတ်တယ်နော်ဟိုတွေ့တဲ့အတန်းလေးဟိုကိုရိုက်တာမဟုတ်ပါနဲ့ဘလို့အတန်းလဲမသိဘလို့အတန်းဖြစ်နေရလဲမသိမကြရဘူးတခြားshare ရတယ်လေ screen share ရမနေဘူးထင်တယ်ကိုโอเคစင်ပြေတာကလားပြောလို့ဟုတ်ကြားရတယ်လို့အတူတူပဲလည်းလည်းဘယ်နေရာတော့မပြောရတော့ဘယ်နေရာပြလိုက်တာတော့ဟောနေရတော့တော့နေရတော့ဟုတ်ကဲ့အားဆိုရင်ဟိုစောစောကခဏလေးမြင်လိုက်တယ်ပေါ့နော်ဒါ meeting minute လောက်တဲ့ဟာကို AI ကလုပ်ပေးသွားရဲဆိုရင်အဲ့ဒါတွေကတော့သူတို့ပုံမှန်အပြင်တော့လေ AI ကအရင် generalize လုပ်ပြီးတော့လုပ်သွားတာတကယ်ဟိုခိုင်းတာဆိုလဲ meeting minute ဟာကိုသုံးလို့ရှိရင်ဟိုသုံးလို့ရှိရင်ဒါပေးလေးရှိရဆိုရင်လေဟိုပေးရခိုင်းတာတို့ဘက်မှာခိုင်းတာဒါတော့ဒီ personal မသုံးဘူးเนาะရုံးမှာသုံးတဲ့ဟာဆိုလို့ရှိရင်ဟိုအတန်ထိုင်ပေးရပါတော့အတန်ထိုင်ပေးပြီးတော့သူတို့ minute ပြန်ထုတ်ခိုင်းတယ်အဲ့ကြရင်လေအဲ့ scheme မှာခိုင်းတာဆို template ထည့်ပေးလိုက်တယ်ဘာလို့ဆိုလဲမဟုတ်ရင်တော့တခါလာတမျိုးရေးနေတော့စာဖတ်ချင်ပါတယ်ဆိုမှသူရေးချင်တာရှောက်ရေးရမျိုးဖြစ်တယ်ဆိုလို့ရှိရင် action item ပါရမယ်ဘယ်သူ့ကိုပဲလူကအဆိုင်ချပါတယ်ဒီတင်းမှာဘယ်သူအဲ့လိုမျိုးလေးပေါ့နော်ဟို meeting minute တွေမှာကိုကတော့ note လေးနဲ့ drag လိုက်ဟိုဒါ input ကိုတော့ဘယ်လိုပေးမလဲတော့မသိဘူးပေါ့နော်ခိုင်းတာသုံးတဲ့ scale ဆိုလို့ရှိရင်ခိုင်းတာ input ကိုအတန်ဖိုင်ပေးလိုက်တာဟို recording ပေးလိုက်တာ recording ပေးလိုက်တဲ့ဟာကို template အနေနဲ့scale ပြန်လို့ချင်းခိုင်းတာကအများတန်းကိုယ့်ရဲ့မဖြစ်မနေဖြစ်တဲ့ template ကိုပေးလို့ရှိရအဲ့ဒါဆိုလို့ရှိရင် meeting မှာဘယ်သူတွေပါလဲဘယ်ချိန်မှာလုပ်သွားတာလဲအဲ့ဒါအပြင်မှာနောက်တစ်ခေါက်နောက်မှာဘာရေးဆွေးနွေးသွားတဲ့အပြင်အဲ့ဒါဘာရေးဆွေးနွေးသွားရဲ့ဘာရေးလောက်ကသူတို့စီမှာပါလိုက် action item ဘာတွေဖြစ်မှာလဲအဲ့လိုမျိုးလေးကိုလိုချင်တဲ့ format ကိုတူတူလေးပေါ့နော်အဲ့လိုမျိုးလေးပြန်ပေးကြအဖြစ်အဲ့လို scale ကို update လုပ်တယ်ပေါ့နော်အဲ့တော့ကိုယ့်အကို customize ဒီ scale ကိုလည်းကိုယ့်အကိုသုံးကြည့်အဆင်ပြေလို့ရှိရင်တဖြည်းဖြည်း customize လုပ်ကြည့်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်တခြား share ချင်တယ်လို့ရှိအောင်မလားတရားလောက်တော့လက်ခံပြီးလို့ရအောင်မယ်ဒါမို့ဟိုsorry ရ share ချင်တယ်လို့ရှိသေးလားလက်ထောင်နေတယ်လို့မရှိဘူးလားမဖြစ်သွားကြဘူးလားဆိုပြီး ဟုတ်တယ်ဆက်ခိုင်းတာ scale ထိမရောက်တော့ဟိုသူပြန်ပြီးမေးရ question okay အဲ့ဒါမေးနေရတယ်ဖြေလို့မပြီးသေးရတာပေါ့ဟိုသူက question ထွက်မှာ
ဒီတိုင်းပဲထွက်လာအမဟိုထည့်ရတယ်အမ သူကသူ question ထွက်မလားဆိုတော့ ဟုတ်ဒီသူကမေးအဲ့ဘက်ကမေး question ထွက်မှာဟိုခိုင်ကပြောသူကမေး question တွေပြန်ဖြေလို့လုပ်စီပြောတာဘာမှဆက်မသွားဘူးသူကအမှရိုက်ပေါ့ final recommendation တွေပါကြည့်ရအောင် final ဆက် ဟုတ် ရှ ရှ င်း င်း တော့ လို့ရတယ်မှာfinal recommendation အမအရေးတာအရင်ရှင်းလို့ပြောတယ် final recommendation တွေကြောက်ပါသူတစ်ခုကို candidate pick လုပ်သွားတယ်ထင်တယ်နော်ဟုတ်တယ်ဟုတ်အမ3ခုပေးထားတယ်ဟုတ်3ခုထဲမှာတစ်ခုကို pick လုပ်ဟုတ်အဲ့မှာအမ scale ကိုသူပါတယ်အမကို free version သုံးနေဆိုလို့ရှိရင်ကိုယ့်အကိုပြန်သိမ်းရတာလို့ဖြစ်နိုင်တာ အော်အဲ့ဒါကြောင့်ထင်တယ်အဲ့ဆိုရင်share ကိုခိုင်တာ share အောင်လား အမကိုညီမတို့ feedback ပေးစေချင်တယ်ဆိုရင် share လို့ရတယ်ခိုင်တာတစ်ချက်ကြည့်ပြီးတော့ဘယ်ဟာလေးထည့်လဲလို့ရှိရင်တော့ပိုကောင်းမယ်ဆိုတာမျိုး feedback ပေးလို့ရတယ် feedback ပေးစေချင်တယ်ဆိုရင် share လိုက်တာကောင်း အမစကရင်နဲ့ ဟုတ်ကဲ့မ okay အဲ့ဒါဆိုရင်ဗာပြန်ပြောတယ်မ candidate 1ကိုပြောပါတယ် သူလည်းပြောတယ်နော် ဟုတ်တူ အကုန်တော့ပြောတယ်ခိုင်တာ conversation လေးပြောဆိုပြီးတော့ခိုင်တာပဲ skill ပါတယ်တခုထောက်အောင်ဆို ဟုတ်ကဲ့ final recommendation email checking ကိုသူပေးပါတယ် email checking ကိုပေးသွားပြီးလို့ရှိရင်Telegram contact okay အဲ့ဒါဆိုရင်အမကိုညီမတစ်ချက်ဒါ free ပဲတုံးတော့ဆိုတော့ဒါကသူကဘာလို့ဒါအမဘယ်လိုစကားဆက်ပြောလို့ရလဲဆိုလို့ရှိရင်အဲ့ဆိုရင်ငါ့ကို scale.md ပိုင်းထုတ်ပေးပါလို့ပြောလို့ရတယ် ဟုတ် အဲ့နော်ဟုတ်လား ညီမလည်း free version give me the scale.md for the file မ အားစ မစင်မီလို့ဥစ္စာအားလုံးအပြင်အောက်မှာတစ်ကြောင်ထပ်ပါတာdo you want me to draft the actual scale.md for the language learning something အဲ့ဆိုရင်အမဆက်လုပ်လိုက်မယ်တခြားလူ share အောင်မလားမသိ ဟုတ်အဲ့ဆိုရင်ပုံမှန်နဲ့တော့ဒီ scale.md လေးရသွားပြီဆိုလို့ရှိရင် scale ရသွားပြီဆိုတော့လေအဲ့ဒီလိုဟာလေးကိုသုံးစေချင်တာပေါ့လေ ဘူး KMP ကိုထုတ်ပေးပါဆိုလို့ ဟုတ်ကဲ့အဲ့သူ့ကို scale.md ထုတ်ပေးပါသူ drag လုပ်ပေးလိမ့်မယ်မှာအဲ့ဒါဆိုလို့ရှိရင်ကိုကအဲ့ဒီဟာစောစောလာခိုင်းတာ drag setting တွေကနေ scale ရသွားထည့်ရင်ထည့်ဒါမှမဟုတ်သူ auto စစ်ရနေရရှိရဆို auto စစ်လိုက်တယ်နော်ဟုတ်ကဲ့ okay ဒီနေ့ကိုကလေအကုန်လုံး scale တစ်ခုခုလေး create လုပ်စေချင်တာပေါ့နော်မတုံးတဲ့လူတွေတုံးလို့ရအောင်ဆိုတော့ okay ခိုင်းတာ screen လေးကိုပြန် share လိုက်မယ်ဆိုလို့ရှိရင်နောက်တစ်ခုကလေဒီနေ့ကို cloud နဲ့မတုံးမနဲ့တခြားsorry နော်ဒီ screen လေးဒီလိုပြန်ကိုကလေ cloud နဲ့တုံးနေရမဟုတ်ဘဲနဲ့တခြားကို browser ကနေပဲတုံးနေတယ်လို့ဆိုလို့ရှိရင်ဒီဟာက share လို့ရတာဟုတ်မှာဟော browser နဲ့တုံးနေတဲ့လူတွေဆိုလို့ရှိရင်ကိုယ့်ဟာကိုယ်လေးဒီမှာ Chrome ခင်ဗျားက Chrome သုံးတာပေါ့နော် Chrome browser မှာ scale လုပ်လို့ရတယ်ဒီမှာ Chrome browser ရဲ့ browse ဆိုပြီးတော့အခုနောက်ပိုင်း Gemini ဟာ browser တွေမှာ set up လုပ်လို့ရတဲ့ feature တွေပေးထားတော့ဒီမှာ Gemini နဲ့စကားပြောပြီးတော့ကိုယ်က screen အောင်မြင်ရမယ်ဆိုရင်မြင်ရမယ်ဆိုရင်ဟုတ်တဲ့နေရာမှာဒီ scale မှာဆိုရင်ခိုင်းတာဆိုလို့ရှိရင်ကိုယ့်အကိုသူ default ပေးရဲ့ scale လေးတွေရှိရပါလားခိုင်းတာကိုယ့်အကိုဒီမှာဆို scale လေးလောက်တာအဲကိုကြိုက်တဲ့ဟာလေးပေါ့သူကတော့ဒီမှာဆိုလို့ရှိရင်တော့ကိုယ့်အကိုသူက AI ကိုသာထုတ်ခိုင်းပြီးလို့ရှိရင် scale name instruction ပဲပေးပေါ့ဒါကတော့အစောက cloud လောက်တော့ဟို reference နေဟိုဟာပေးရနည်းနည်းလေးတော့တိုင်းပတ်တယ်ဒီမှာ limitation လေးရှိရတာ browser based in scale လေးဆိုတော့တတ်မှတ်ထားရဲ့ work ကလည်းအလုံး150အတွင်းမှာပဲကိုယ့်အကို print ချရဆိုခိုင်းတာဆိုလို့ရှိရင်တော့ဒီ Chrome browser မှာဆိုရင်ကိုယ့်ရဲ့ဒီမှာဟိုကိုယ့်အကို customize scale လေးလောက်ထားတယ်ကိုသုံးချင်တဲ့ဟာလေးတွေပေါ့အဲ့လိုမျိုးဆိုဒါလေးကိုအဲ့လိုမျိုးစမ်းပြီးသုံးကြည့်ချင်လည်းရပါတယ်ဟိုစောစောဟိုအကြီး heavy cloud ကိုသုံးနေရတဲ့ဆိုင်ကိုက browser မှာပဲတခါရဲ scale လေးသုံးနေတယ်ဆိုလို့ရှိရင်browser မှာပဲသုံးလို့ရတယ်ပြီးလို့ရှိရင်ဒီဟာကို Gemini ကိုပြီးတဲ့အချိန်မှာဟိုကိုကသူ့ scale ကိုခေါ်ပြီး assign နဲ့ခေါ်ပြီးသုံးလို့ဒါတော့ဆိုရင်ကိုယ့်ရဲ့ customize လုပ်ထားပါဒါလေးတစ်ချက် share ပေးရပါတော့ like စမ်းကြည့်ချင်တယ်လို့စမ်းပြရအောင်နော်အဲ့တော့ဒီနေ့ session ကိုတနားရီခွဲတနားရီ15လည်းဖြစ်သွားပြီဆိုတော့ web app လုပ်ချင်ပါတယ်web app လုပ်ချင်တဲ့အချိန်မှာအကုန်လုံးလည်းအခုတနေ့ဟိုတယောက်စီတော့ဟို scale လေးတွေဟို update လုပ်ပါscale လေးတွေဖြစ်သွားကြပြီလို့
ယုံပါတယ်တကယ်လို့မဖြစ်သေးဘူးတခုခုကြောင့်ကိုယ်ရဲ့လှုပ်ချင်တဲ့ဟာဟို connection connector တွေကကောင်းကောင်းအလုပ်မလုပ်လို့ပဲဖြစ်ဖြစ်တခြား data source တစ်ခု extra နဲ့ customize လုပ်ဖို့မခိုင်းတာဆို Telegram ကိစ္စပေါ့နော် Telegram ကို customize လုပ်အဲ့လိုမျိုးအခက်အခဲရှိရဆိုလို့ရှိရင်ပြီးရင် Telegram မေးလို့ရပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ web app လုပ်ချင်တာကကျတော့ဒီ AI တွေကိုခိုင်းတာတော့သုံးပြီးတော့ကိုယ့်အကို level app လုပ်ကြမယ်မြင်အောင်လုပ်ကြမယ်ဆိုပြီးအကုန်လုံးကိုပေးသုံးတယ်ဆိုတဲ့ concept မှာအနည်းဆုံးတော့ AI ကိုရုံအန်ရကင်းကင်းနဲ့သုံးနိုင်အောင်လည်းဖြစ်လို့ရတယ် basic တချို့ဟိုဟာလေးထည့်မထည့်ပေးချင်ပါတယ်အဲ့တော့ပထမဆုံးဒီ AI application တွေကိုသုံးတဲ့အခါမျိုးမှာရုံရတဲ့ application တွေပဲသုံးနေချင်ပါတယ်အဲ့တော့သူကလေနေ့တိုင်းထွက်တယ်ပေါ့နော် tools တွေဆိုလို့ရှိရင်လည်း feature အသစ်တွေနဲ့အပြိုင်အဆိုင်တွေထွက်ကြတယ်ပေါ့အဲ့တော့ဒီနေ့ထွက်လို့ဒီနေ့သုံးစရာမလိုပါဘူးဒီနေ့ထွက်လို့အချင်းနေဆောင်ကြည့်လို့သူတို့ကလဲလို့ကောင်းမွန်လုပ်နိုင်တယ်ဆိုရင်သုံးလို့ရပါတယ်အဲ့တော့ trusted မဖြစ်ဘဲနဲ့ pop in နေလိုက်သုံးတာမျိုးထက်ပေါ့နော်ပုံမှန်သုံးနေတဲ့Google Gemini AI အခုဆိုခိုင်းတာဒီနေ့ဆိုခိုင်းတာကိုကြိုက်တဲ့ cloud ကိုသုံးတယ်ပေါ့နော်အဲ့လိုမျိုးကိုယ်တိုင် trust လို့ရတဲ့ AI application တွေကိုသုံးစေချင်ပါတယ်ဒီနေ့ feature လေးအသစ်တစ်ခုထွက်လို့ဒီဟာကြီးကသုံးတယ်အကုန်လုံးကသုံးလိုက်တယ်ဆိုတာမျိုးထက် pop in အမျိုးမဟုတ်ဘဲနဲ့ trust ဖြစ်တဲ့ဟာတွေကိုချက်တည်ထားပြီးသုံးစေချင်တယ်အဓိကကိုယ့်ရဲ့ data တွေပေးလိုက်ကြတာဖြစ်တဲ့အတွက်အဲ့ဒါလေးတွေကိုချက်တည်ထားပေးပါနောက်တစ်ခုကကျတော့ကိုယ့်ရဲ့ personal information တွေကိုအများကြီးတည်ထားပါအခုဆိုရင်စောစောခိုင်းတာလေးTelegram တို့ပေါ့ sorry ဟိုဟာတို့Google တို့ Telegram နဲ့ချိတ်တဲ့ဟာမျိုးလိုက်ချိတ်ကြမှာပေါ့နော်ကိုလုပ်တဲ့ပုံမှာမူတည်ပြီးတော့အဲ့မှာဥပမာထားပါတော့ကိုယ့်ရဲ့ bank account နဲ့ချိတ်တာတို့ contactor ကို bank ရဲ့ဟာကိုချိတ်လိုက်တာ bank information တွေပေးလိုက်တာပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီ private information တွေပေါ့နော်ဥပမာကိုယ့်ရဲ့ဒီငွေကြေးအချက်လက်တွေတခြားဒီ personal information တွေကိုပေးလိုက်တာမျိုးတွေမဟုတ်ဘဲနဲ့ဒီဟာတွေအတွက်ဆိုလို့ရှိရင် damage တွေနေတယ်ပေါ့နော်အဲ့ဒီကိုပေးတာမျိုးကာကွယ်ကိုကာကွယ်စေချင်ပါတယ်ဘာလို့ဆိုကိုကာမကွယ်ကိုက AI ကို free ကိုကသူတို့ free သုံးတဲ့လူတွေပေါ့နော် free သုံးတဲ့လူတွေဆိုလို့ရှိရင်ဒီဟာကသူကဝယ် data တွေအကုန်လုံးယူသုံးနိုင်ပါတယ်ဆိုတော့အဲ့ဒါလေးတွေကိုအခုစပြတော့ personal information လေးတွေကိုသတိထားစေချင်ပါတယ်နောက်တစ်ခုကကျတော့ AI ကစောစောခိုင်းတာအရှိမပြောခဲ့သလိုပဲအရှိက context တွေအခြေအနေတွေ input တွေ history တွေကိုမှမူတည်ပြီးတော့နောက်ရဲ့တုံ့ပြန်လေးတွေ generate လုပ်ပြီးတော့ sentence ကိုတိစောက်ပြီးကိုယ်အဖြစ်ပြန်ပေးရဖြစ်တဲ့အတွက်သူကလေတခါကြလို့ရှိရင်ပောက်ကြရရှောက်ပြောတတ်ပါတယ်ရွှေ့ရပေါ့နော်မြန်မာလိုတက်ပြောရင်AI ကတခါတည်းရွှေ့ရမျိုးကြီးဖြစ်တတ်တယ်အဲ့ဒါမျိုးကြီးဆိုလို့ရှိရင်ကိုက fact check အနေနဲ့ကိုယ့်အကိုတိစားပြန်စစ်ပါစောအောင်စကေးရဲ့ဒီနေ့အကုန်လုံး create လုပ်လိုက်ကြတယ်စကေးလေးတွေကိုcreate လုပ်ပြီးသွားပြီဆိုပြီးလို့ရှိရင်အဲ့ skill က AI ကလုပ်ပေးတာအခုအကုန်လုံးလုပ်လိုက်တာခိုင်းတာ prompt ပေးပြီးလုပ်လိုက်တာဖြစ်တယ် AI ကလုပ်ပေးလိုက်တဲ့ skill အဲ့တော့ AI ကလုပ်ပေးတဲ့ skill ကိုမယုံမဲနဲ့ကိုယ့်အကူပြန်စစ်ပါသူရေးတာတကယ်ရောဟုတ်ရဲ့လားကိုနဲ့အဆင်ပြေရဲ့လားတလွဲရှောင်းလုပ်ထားလားရှောင်းချင်းပြန်စစ်ပေါ့နော်ကိုတကယ်သုံးမယ်ဆိုရင်ကိုကအဲ့လိုမျိုးဒီခိုင်းတာဆိုအများအဲ့လိုစစ်ပြီးတော့ပါတယ်နောက်တစ်ခုကကြတော့ဒီ copy လုပ်တဲ့ကိစ္စပေါ့နော်ဘာလို့ဆိုအခုနောက်ပိုင်းကလေခုနလည်းအစဒီပထမပိုင်းမှာ training နေတဲ့အချိန်မှာတော်တဲ့အချိန်မှာပြောနေကြသေးတယ်အခုခေတ်ကြီးအကုန်လုံး AI အနေနဲ့ဗီဒီယိုတွေ content တွေ slide တွေအကုန်လုံးတွေလုပ်ကြတယ်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာတကယ်နုပညာရှင်တွေရဲ့အာဝါတွေကိုကုမီယာမျိုးတွေဒီလူရဲ့ရေးရုံရင်းကြီးကိုပဲ copy ကုမီယာမျိုးတွေအဲ့ဒါတွေကဖြစ်တတ်ပါတယ်ဖြစ်ကိုလည်းဖြစ်နေကြတယ်ပေါ့နော်အဲ့ဒါလေးတွေကိုကိုကလုပ်မယ်ဆိုရင်သတိထားပါပြီးတော့ကိုယ့်ရဲ့essence ကိုလုပ်ချင်တဲ့ကိုယ့်ရဲ့ level ကိုယ့်အကိုဒီ scale တွေပါလေဆွဲရတဲ့အချိန်မှာ adjust လုပ်ပါပေါ့နော်အဲ့ဒါလေးတွေကတော့mention လုပ်ချင်တာပါနောက်တစ်ခုကကြတော့လေအခုexternal တွေနဲ့ချိတ်တဲ့ချိန်မှာ connector တွေနဲ့ချိတ်တယ်ဆိုလို့ရှိရင်တော့ကိုကဒီ Anthropic ကနေပြီးတော့ Anthropic ဆိုတာဒီ cloud ရဲ့အလုပ်တဲ့ company ကိုပြောတာဒီ cloud ကနေပြီးတော့ဒီ connector တွေနဲ့ကနေဒီ authentication ရဒီ OAuth နဲ့ဝင်သွားတာမျိုးတွေကတော့များသောအားဖြင့်ကိုယ့်ဘက်ကနေပြန်ဖြတ်လို့ရတာမျိုးတွေစတင်လို့ရပြီတခါတည်းခုခိုင်းတာတော့ Telegram လို့ဆိုလို့ရှိရင်password တွေပြီးသွားလို့ရှိရင်API password တွေပိုင်းနဲ့သုံးရမျိုးရှိရပြီးသွားလို့ရှိရင်pin number တွေဥမာပေါ့နော်ညင်ပန်cloud ကိုကတုံးတဲ့လူဆိုတာ browser use သုံးလို့ရတာဥမာစောစောကခိုင်းတာအရှိမှ share ခဲ့ဆိုရင်ခိုင်းတာ browser use မှာwebsite တစ်ခုပဲခွင့်ပြုထားတယ်တခြား website တွေပေးမတော့ဘူးအဲ့လိုမျိုးပေါ့ကိုကလေအဲ့လိုမျိုးသုံးငါရဲ့ bank account ထဲကိုသွားပြီးပတ်စံလေးသွားစစ်လိုက်ပါအောင်ဆိုတဲ့ scheme မျိုးလုပ်ပြီးတော့ကိုကအဲ့လိုမျိုးကိုယ့်ရဲ့ bank pin တွေပါပေးရမျိုးကြီးအဲ့လိုမျိုးလုပ်ရလဲဆိုရင်ငွေလွှဲဝါရတာမှမတိလိုက်ဖ ೇನೆ ထိုင်ဝင်နေရမှာဆိုလို့
ဖြစ်မှာဆိုလို့ဒါမျိုးလေးတွေခိုင်းတာတမှတ်ချက်တတိလေးပေးတာပေါ့နော်မှာ skill.mdd မှာများသောအားဖြင့်လေးကိုကြားမှုရမယ်ထင်တယ်ဟိုခေတ်တုန်းကဆို SQL injection တို့ပါတော့တုံးဖြစ်ကြတယ်လေ SQL database ထဲမှာsecurity အတွက်လေdelete query ထည့်ပေးလိုက်တာတော့အဲ့လိုမျိုးပေါ့နော်အဲ့နောက်ပိုင်းဗာဆက်ဖြစ်လိုက်ဆို pro injection ဆိုပြီးဖြစ်တယ် pro နဲ့မှာငါ့ secret key လေးတွေပေးပါဆိုပြီးထည့် pro မျိုးလေးပေါ့နော်အဲ့လိုနောက်တစ်ခါဒီ skill မှာကြတယ် skill မှာတစ်ခါလေးကို reference လေးတွေထည့်ကြတယ်စောစောကခိုင်းတာပြောခဲ့တဲ့ reference မှာဆိုလို့ရှိရင်script file လေးတွေပါတာတို့ reference ဟိုပါအဲ့တော့အဲ့လိုဟာမျိုးလေးတွေမှာ personal information ပါသွားတာမျိုးဖြစ်နိုင်တယ်လို့တခြားအချက်အလက်တွေပါသွားတာမျိုးသတိထားပြီးပါဘာလို့လဲဆိုတော့ဒီ skill တွေAI ကလေကိုကစောလုံးက connector တွေရခွင့်ပြုပြီးသွားပြီဆိုလို့ရှိရင်ကိုလုတ်တယ်လို့ AI ကလုတ်သွားမှာအဲ့ဒါလေးတွေကကိုတတိထားသေးခြင်းတယ်ပေါ့တကယ်အဲ့လိုပြောတော့ကြောက်စီရတယ်မျိုးမဟုတ်ပြီနဲ့ဒါမျိုးလေးတွေလုတ်သွားတာကိုတတိထားပြီးပါလို့ပြောချင်တာပါအဲ့တော့ဒီနေ့ကကိုကအကုန်လုံးတယောက်တစ်ခုစီ AI skill လေးတွေရမယ်ဒီ AI ကိုဘယ်တော့ကြုံသုံးမယ်အစောလုံးကအစကနေပြောခဲ့တဲ့ discussion လေးကိုပြန်သွားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ AI ကို reachable ဖြစ်အောင်ကိုယ့်အပေါ် arrange လုပ်ပါပြီးတော့ AI ကို partner အနေနဲ့သုံးပါပြီးသွားလို့ရှိရင်ကိုယ့်ရဲ့အလုပ်ငန်းလုပ်နေမှာကျောင်းမှာAI နေတဲ့အလုပ်လုပ်တဲ့ပုံစံလေးနဲ့လုပ်စေချင်ပါတယ်ဒါကိုယ့်ရဲ့ရှေ့မှာလည်းဆက်သုံးနေတယ်ပုံစံနော်အဲ့တော့ဒီတစ်ပတ်မှာတော့အခုဒီနေ့ပေါ့နော်ဒီနေ့မှာအခုဒီည skill လေးဆက်လုပ်တယ်အဲ့တော့ skill ကိုတောက်လျှောက်ကိုယ့်အကိုသုံးကြည့်ပြီးသွားလို့ရှိရင်ကိုယ့်ကတကယ်လို့အဆင်ပြေရအရင်အသုံးလို့အဆင်ပြေဆိုရင်ဒီ Telegram group တွေပါဒီမှာ share လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ် update တွေပြန်လုပ်တယ်ပါညာပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်လုပ်ပြီးပါပြီးသွားလို့ရှိရင် AI skill ရဲ့ reference တွေပါကြည့်ချင်တယ်ဆိုလို့ဒီ slide လေးပြီးခိုင်းတာဒီ slide လေးတွေ Telegram မှာ sorry anonymity channel မှာ share ပေးပါမယ်အဲ့တော့ဒီဟာလေးတွေ reference လုပ်လို့ရတယ်ပြီးလို့ရှိရင် skill ရဲ့ဒီ format ပေါ့နော်ဒီ open format လေးကြည့်ချင်တယ်ဆိုရင်ဒီ reference site လေးတွေပါထည့်ပြီးအဲ့တော့အလုံးကျေးဇူးများတင်ပါတယ်အခြားမေးချင်တဲ့ဘာသာရှိလို့ရှိရင်လက်ထောက်ပြီးလို့ရပါတယ်ရှင်ခင်ဗျချက်ပေါက်မှာတော့တရားမေးထားတယ်တန်ရုံမောင်ဆိုတာလေဟုတ်တယ်အဲ့မှာအခုတော့သိချင်လို့ပါခင်ဗျာ scheme ကိုထားတင်တာထားနေ memory ကိုစေရနေကြဘယ်လိုမျိုးခေါ်ရလဲဗျာဒါလေးသိချင်ပါတယ်ဗျာsorry နော်sake ကိုထားခြင်းဒါထားတာနဲ့ memory မှာစေတာဆိုတာလေmemory မှာစေတာဆိုတာကအဲ့ဒီဟာကိုမိကုန်းလေးတစ်ချက်ပြန်မင်းပြလို့ရမယ်တိတ်နာမလဲလို့ sake ထဲမှာ information တွေတင်ထားခြင်းတယ်လို့ပြောချင်တာလားဒါမှမဟုတ် sake ကိုတင်လိုက်တာလို့ပြောချင်တာလားကိုတန်လွယ်မောင်ဒီစားတင်ပေးပါလားဟယ်လိုဒီကသူမေးချင်တာက skill ရဲ့ reference နေမှာတိန်းတဲ့ဟာတွေကိုပြောချင်တာမျိုးလားနောက်တစ်ခုက skill ကိုတိန်းလိုက်တာလားမဟုတ်okay cloud ထဲမှာဆိုရင် memory မှာပဲထားတာ cloud ရဲ့ memory ကိုပြောတာမျိုးဖြစ်မယ်တင်တယ်အဲ့တော့ cloud ရဲ့ memory မှာဆိုလို့ရှိရင်သူ့မှာ limitation ရှိရယ်ရပါတယ်click sorry click တောင်တယ်memory ကကြတော့စောဒီစောကခေါင်းလိုက် slide လေးတစ်ခုမှဆိုပါတယ်ဒါအရှိ history တွေနဲ့အခု content နဲ့ပေါင်းပြီးနောက်တစ်ခုကိုလောက်တာဖြစ်တဲ့အတွက်skill သုံးတာနဲ့ memory သုံးတာလည်းဘာမှမဖြစ်ဘူးဒါပေမဲ့ large language model တွေမှာ memory မရှိဘူးပေါ့နော် memory မရှိတော့ကိုက history ကိုယူရဲကို context ကိုယူရဲနောက်ကဟာကို generate လုပ်တယ်အဲ့တော့အဲ့ဒီ context ရဲ့တဖြည်းဖြည်းကျယ်လာလို့ရှိရင် cloud က auto စစ်လုပ်ပြတယ်သူ့ရဲ့ limit တစ်ခုရောက်သွားလို့ရှိရင်အဲ့တော့စစ်လုပ်လိုက်လို့ရှိရင်အဲ့ဒီစစ်လုပ်လိုက်လို့ရှိရင်အဲ့ဒီစစ်လုပ်တာလေးရဲ့နောက်ထပ်တိုးတာလေးပါသွားမယ်အရန်ထက်ကျယ်လာရင်ဆိုတော့နောက်တစ်ခါစစ်ထက်လုပ်တယ်နောက်တစ်ခါထပ်ပေါင်းတယ်အဲ့တော့အဲ့လိုမျိုးလေးhistory ကိုသူ့ရဲ့ memory သူနိုင်သလောက်ကို adjust လုပ်တယ်ပေါ့နော်အဲ့တော့ကိုကဟိုကလောက်ကြီးစတီထောင်နေတာကိုနဲ့ပြောထားတဲ့ history ရဲ့သူကောင်းနေမှာရှိနေမယ်လို့တွေးရမျိုးလူတွေတွေးရမျိုးတွေးလို့မရပဲနဲ့သူဘလောက်ထိဒီလို zip ချုပ်တဲ့ဟာကိုယ့်ရဲ့ context ကဘလောက်ပါသွားလဲဆိုတဲ့ဟာပေါ်မှာ motivate နောက်ရဲ့အဖြေကိုသူ generate လုပ်မှာဖြစ်တဲ့အတွက်ဒါလေးကတော့အဲ့လိုအလုပ်လုပ်တဲ့ပုံပေါ့အဲ့တော့ skill ကကြတော့အဓိကဆိုသူက memory ထဲမှာတင်ထားမှာမဟုတ်ပဲနဲ့ဒီ context ကိုလှုပ်ပေးလိုက်တာရော့ဒီမှာဒီမှာငါပေးမယ်ဟာကြီးဟေးဆိုပြီးပေးလိုက်ပြီးတော့မှအဖြေပြန်ပေးလိုက်တယ်အဲ့တော့လှုပ်တဲ့
process လေးရတော့နည်းနည်းလေးกว่าတယ် output ကကြတော့ consistent ဖြစ်ပြီးတော့ဟိုဖြစ်စေချင်မျိုးဆို scale သုံးတာပိုကောင်းတယ် memory ကတော့ကိုယ်နဲ့အပြန်အလှန် discussion လုပ်တဲ့ဟာမှာဟိုကိုယ်နဲ့သူနဲ့သူ့ရဲ့ဒီကို cloud ကပေးကြတဲ့ memory LAN ကဘယ်လောက်ထိလဲဆိုတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့ LAN ပေါ်မှာပဲဟိုကောင်းကောင်းလေး effective ဖြစ်မယ်လို့အမှထင်ပါတယ်ဟုတ်အဲ့ဒါလေးတွေ့သေးရပါကျေးဇူးတင်ပါတယ် Okay အဲ့ဒါတခြားမေးချင်တယ်လို့ရှိအောင်မလား6မိနစ်လောက်မေးလို့ရတယ်မေးချင်တယ်လို့ရှိရင်လက်ခံပေးမယ်ဟုတ် ဟိုပါလေ okay cloud ကနေပြီးတော့ဥပမာ AI agent scale ဆိုတော့မိလိုက်တော့သူက download ဆွဲတဲ့ file လေးထုတ်ပေးရပေါ့နော်ဆိုတော့အဲ့ဒီ AI cloud ကထုတ်ပေးတဲ့ AI agent scale cloud မှာပဲပြန်သုံးလို့ရတာဒါမှမဟုတ်တခြား Gemini တို့ဘာလို့မှာရောသုံးလို့ရတာ ဟိုဟာ Gemini မှာသုံးလို့ရတယ်ဒီပုံမှန်အဖြစ်သူတို့လေဟို scale.io စောစောတော့ slide မှာဒီ scale.io ဆိုတဲ့ဟာလေးပါတယ်ပေါ့နော်အဲ့ဒီဟာကအဓိကကဒီ coding standard တွေမှာလုပ်တဲ့ပုံစံမျိုးပဲပေါ့နော်ဒီမှာ scale.io ဆိုတော့အဲ့ကနေလက်ခံထားတဲ့ဒီ platform တွေအကုန်လုံးမှာ share သုံးလို့ရတယ်အဲ့တော့ cloud ကထုတ်ပေးပြီးတော့ Gemini မှာသုံးတာမျိုးဖြစ်ဖြစ်cloud ကနေထုတ်ပေးပြီးတော့ ChatGPT မှာသွားမျိုးတာဖြစ်ဖြစ်ကသုံးလို့ရတယ်ပမာဖြစ်ဖြစ်သုံးလို့ရတယ်ဒါပေမဲ့တချို့အဲ့ဒီမှာသုံးလို့မရဥပမာဆိုရင် cloud ကအခုထုတ်ပေးလိုက်တဲ့ဟာကတခြားသုံး format name ရယ် description instruction ရယ်ဖြစ်နေဆိုလို့ရှိရင်စောစောက cloud sorry Chrome ရဲ့ scale မှာဆိုလို့ရှိရင် name ရယ် description ရယ်ပဲပါဖြစ်တဲ့အပြည့်ခေါ်သုံးလို့မရတာဖြစ်တဲ့ကိုက customize ပြန်လုပ်ရမယ်နောက်တစ်ခုမှာ Notion ရှိမယ် Notion ဆိုရင် Notion AI scale ဆိုတာသူ့ format နဲ့သူလာအဲ့တော့ဟိုဒီ cloud ကသုံးတဲ့ဟာကိုသုံးလို့တော့ရတယ်ဒါပေမဲ့ Notion ကသူ့ဟာသူ customize ပြန်လုပ်တာဖြစ်မယ်အဲ့တော့နည်းနည်းလေး brilliant တော့ခွဲသွားတဲ့ပုံစံလေးတော့ရှိနိုင်လိမ့်မယ်ဒါပေမဲ့ generally လက်ခံထားတဲ့ platform တွေအကုန်လုံးမှာဒီဟာကို share သုံးလို့ရတယ်အဲ့ဒါကြောင့်မို့လို့ကြောင်တဲ့ကြောင် skill တွေက share သုံးကြတာပေါ့တချို့ကကိုအရန်သုံးဝင်လို့ရှိရင်အကုန်လုံး share ပေးပါရဲဆိုတဲ့ concept ကအဲ့လိုမျိုးလုပ်တာပါ cloud တစ်ခုထဲမှာပဲဟို platform sorry tools တစ်ခုထဲမှာပဲဟို restrict လုပ်ထားတာမျိုးမဟုတ်ပါဘူးဟုတ်တယ်ဆောက်တယ်လည်းဟုတ်အဲ့ဒါမေးချင်တာရှိအောင်ပါအလုံးမခိုင်းတာ ဟုတ်ကဲ့ ဟာလေတခုလောက်ပေါ့နော်တို့ရဲ့အဲ့ scale ကိုလည်းသုံးဖြစ်တယ်ပြီးရင်အဲ့ဒီပြီးလို့ရှိရင်ဒီ project လုပ်ပြီးဆိုရင် project specification တွေပါတယ်လည်းအစားဆုံးပေါ့နော်ရေးထားရပေါ့ဒီခါကျတော့ရှင်အဲ့လို AI နဲ့လုံရင်နဲ့သူကအဲ့လို context ပြည့်သွားတယ်ဆိုလို့ရှိရင်အဲ့လိုဘယ်လိုချိန်မှတုတ်ကင်းနေပါတယ်ပြည့်သွားတယ်လို့တခြားတော့ကောင်းတော့မလုပ်ထားဘူးဒါပေမဲ့ဟိုအဖြေတွေကတော့နည်းနည်းပေါ့နော်သူက repetitive ဖြစ်လာတယ်နည်းနည်းဟိုကိုလိုချင်တဲ့လူရင်းမရောက်ဘဲနဲ့သူကဒါတွေပဲပြောလာတယ်ဆိုလို့ရှိရင်ကိုကအဲ့ session ကိုပိတ်ချလိုက်ပြီးတော့နောက်ထပ် session ဖွင့်ပြီးတော့ပြောတာပေါ့နော်အဲ့လိုတခါအဲ့လိုလုပ်တယ်အဲ့လိုဆိုလို့အဲ့လိုလုပ်လို့ရှိရင်ကျတော့သူအသက်ပြန်ဖြစ်သွားပြီဆိုတော့တခါလေကြားလို့ရှိရင်ကိုကဒီငါလုပ်နေ project ကဒီ project specification တော့ဖတ်ပါပြီးလို့ရှိရင် basket အဲ့လိုမျိုးကိုခဏထပ်ပြောပြတဲ့ session တစ်ခုဖွင့်နိုင်တယ်အဲ့ဒါလိုအပ်လားလို့ပေါ့နော်အဲ့ဒါလေးချက်သိစင်လို့skin ကိုသုံးနေဆိုလို့ရှိရင်ကြတော့လေစောစောအဲ့ဟိုဒီအရှိမလေးဘာလို့ဒီဟာတွေကိုထည့်ပြောလဲဆိုတော့လေသူတို့ကတကယ် memory မရှိရဘူးအဲ့တော့ဟိုတခါကျရင်လူတွေကမှားပြီးအရှိမပြန်ဘာပြောတတ်တဲ့ concept လေးရှိတော့skin နဲ့အဲ့လိုမျိုးအလုပ်လုပ်တယ်ဆိုလို့ရှိရင်ကိုအဓိက target ဖြစ်စေခြင်းတဲ့ဟာကြတော့လေကိုသတ်မှတ်ထားတဲ့ဒီ contact တစ်ခုဒီဖြစ်နိုင်တဲ့ information ဟိုသူနဲ့အတူတူတော့အလုပ်လုပ်နေရဆိုပေမဲ့သူကကိုယ့်ရဲ့ manager ဟိုမျိုးဆိုရင်တော့တကယ် feedback ပဲပေးနိုင်တာလေအဲ့တော့သူတို့တွေကိုကိုလိုချင်တဲ့ context ကိုလိုချင်တဲ့ information ပေါ်မှာပဲမူတည်ပြီးတော့ကိုယ့်ရဲ့ဖြစ်ပေါ်ဟိုအဖြေဖြစ်လာတဲ့ဟာပေါ်မှာပြင်ပြီးတော့သုံးတဲ့ဟာအကောင်းဆုံးပဲအဲ့တော့မျိုးရဆိုတော့ဖြစ်တဲ့ပြဿနာမှာဆိုလို့ရှိရင် context window ကကျဲလာတာအဲ့တော့ context window ကကျဲလာရင်အဲ့ဒီ cloud ကဟို free သုံးတယ်ဖြစ်ဖြစ်ပိတ်သုံးတယ်ဖြစ်ဖြစ်ပေါ့နော်ဟိုဘယ်လောက်ပဲပတ်စံပေးသူတို့မှာတတ်မှတ်ထားတဲ့ race ကတော့ရှိပါတော့အဲ့ဒါကြီးအရန်ကျဲလာလို့ရှိရင်သူကပောက်ကြရအစားပြောအဲ့တော့မျိုးရပြောသလိုပဲအစနေပြန်ပိတ်တယ်အစနေပြန်သွားအဲ့တော့အကောင်းဆုံးကတော့သူတို့ကို develop episode လေးနဲ့ discussion လုပ်ပြီးတော့ကိုယ့်ဟာကိုဟိုလောက်တာမျိုးကတော့ပို့ပြီး recommend ပေးခြင်းနဲ့ဒီလိုမျိုးတောက် short history နဲ့သုံးပြီးတော့အစအဲ့လိုမျိုးကိုအစနေပြန်ပြောလို့ရှိရင်
တကယ်သူကလေအစနဲ့သူပြန်သိနေတာမဟုတ်ဘူးပေါ့နော်ကိုပေးတဲ့ information ကိုလည်းသူကအေးဟုတ်ပြီငါသိပြီဆိုပြီးတော့ပြန်ပြောလိုက်ပြီးတော့နောက်ကဟာဆက် generate လုပ်တဲ့ concept ဖြစ်တဲ့အတွက်အဲ့ဒီဟာလေးကိုတစ်ချက်နည်းနည်းလေးဟိုတတိထားပြီးတော့ဖြစ်နိုင်လို့ရှင်ဒီသူအဲ့ဒါမို့သူဒီမှာဒီ golden rule လို့သုံးတယ်ပေါ့နော်ဒီ context engineer တွေမှာဆိုရင် context window ကို control လုပ်ပြီးတော့ဟို discussion episode လေး discussion လုပ်တဲ့ပုံစံမျိုးလေးကို comment ပို့ပေးချင်ပါတယ်ကြားလို့ဆိုရင်ဟုတ်ကျေးဇူးပါမခင်ဗျာ အချမ်းမင်းနေတာရှိအောင်လားမရှိတော့ဆိုရင် message ပြီးလို့ရပါတယ်တနားကြီးလည်းခွဲသွားပြီဆို